အားလုံးမင်္ဂလာပါဒီနေ့မှလည်းဖျားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ပြန်ပြီးတော့မှဓမ္မကျမ်းစာလေ့လာခြင်းကိုလှုပ်ဆောင်ရလို့ကျေးဇူးတင်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့အခန်းကြီးတွေကလည်းနည်းနည်းတူတဲ့အတွက်ကြောင့်9:10 17 3ခန်းကိုယူထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာဘာကောင်းစဉ်အားဖြင့်အဓိကထားပြီးတော့လေ့လာမလဲဆိုရင်နောအေးနဲ့အသစ်သောပရိညင်ပြုခြင်းဒီကောင်းစဉ်အားဖြင့်ဒီလိုကွာလေ့လာမှာဖြစ်ပါတယ်နောအေးကဘုရားသခင်နဲ့အသစ်သောပရိညင်ပြုတယ်ဆိုတဲ့အကြောင်းကိုအတူတကွလေ့လာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဘာဦးချမ်းအခန်းကြီး1မှာအခန်းကြီး2မှာဘုရားသခင်ကအာရန်ကိုဖန်ဆင်းပြီးတဲ့အချိန်မှာပရိညင်ပြုခဲ့တယ်နော်ပရိညင်ပြုခဲ့တယ်အချင်းတို့များပြားစွာမွေးဖွားကြလောနော်ဒီမြေကြီးကိုပြည့်စုံ၍နိုင်ကြလောဆိုပြီးတော့မှဒီနေ့ပရိညင်ပြုခဲ့တယ်ဒါပေမဲ့ဒီနေ့အဲ့ဒီပရိညင်ကပြတ်သွားတာတော့မဟုတ်ဘူးလူသားတွေကအပြစ်ထဲမှာကျူးလွန်တဲ့အခါမှာဘာတွေဖြစ်လဲဆိုရင်ဘုရားသခင်ကနောအေးကိုအသုံးပြုပြီးတော့မှရေလွှမ်းမိုးတယ်အဲ့လိုရေလွှမ်းမိုးတဲ့အခါမှာဒီနေ့အဲ့ဒီအာဒံကနေစီးစင်းတဲ့မျိုးဆက်ထဲမှာအကုန်လုံးကတည်သွားပြီတရားမှမရှိတော့ဒါကြောင့်အဲ့လိုမရှိတော့တဲ့အတွက်ကြောင့်အခုကနောအေးရဲ့မိသားစုအားဖြင့်ပဲအသစ်ပြန်စနော်အသစ်ပြန်စတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလေ့လာတဲ့အတိုင်းကဘာဦးချမ်းခန်းကြီး၈မှာနောအေးနဲ့မိသားစုကတင်မောတွေကနေထွက်ဆင်းတဲ့အခါမှာဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းနဲ့ရစ်ပူဇော်တယ်အဲ့လိုရစ်ပူဇော်တဲ့အခါမှာဘုရားသခင်ကဘာပြောလဲဆိုရင်နောအေးတို့မိသားစုပူဇော်တဲ့ရစ်ကိုခံယူပြီးတော့မှဘာပြောလဲဆိုရင်ငါကနောက်တစ်ဖန်မြေကြီးကိုရေနဲ့မဖြစ်စီတော့ဘူးเนาะဘာကြောင့်လဲဆိုရင်ကျွန်တော်တို့လေ့လာပြီးတဲ့အတိုင်းเนาะလေ့လာပြီးတဲ့အတိုင်းဘာဖြစ်လဲဆိုရင်ဘုရားသခင်ကဒီဟွာเนาะရေလွှမ်းမိုးတဲ့ခါမှာလူတွေကမွန်းကျက်ပြီးတော့မှတည်သွားတဲ့ခါမှာเนาะဒီတည်သွားတဲ့ဟာကိုသူကြည့်ပြီးတော့မှအင်မတန်မှတနာကျင်လာတဲ့အတွက်ကြောင့်ဘယ်လိုပြောလဲเนาะသူ့အလိုလိုမြေကြီးကုံနဲ့ထိထိုင်အောင်เนาะဒီနေ့ဟိုထားမယ်မိဖွင့်ခိုင်းတာဒီမှာလေးမိဟိုလည်းကြိုးပြတယ်မသိဘူးအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီလူသားတွေရဲ့ဒီပြေးလွှားပြီးတော့မှပျက်စီးနေတဲ့ဟာမှာဒီကျင်နာတဲ့ဘုရားသခင်ကကြည့်ပြီးတော့မှဘာပြောလဲဆိုရင်เนาะနောက်တစ်ခါကရေနဲ့မပျက်စီးတော့ဘူးဒီကဘာမြေကြီးကသူ့အလိုလိုပဲပျက်စီးတဲ့အထိအောင်ပဲစောင့်မယ်ဆိုပြီးတော့မှဘုရားသခင်ကနောအေးကိုပြောတယ်အဲ့တော့ကဘာကြီးကဘယ်လိုလဲပတ်နေမလဲနွေကာလဆောင်းကာလဒီနေ့မိုးကာလဆိုပြီးတော့သူလေပတ်နေလိမ့်မယ်လို့နောအေးကိုပြောခဲ့တယ်အဲ့လိုပြောခဲ့တဲ့အတိုင်းเนาะဒီအခန်းကြီး9ရောက်တဲ့ခါမှာဘုရားသခင်ကနောအေးနဲ့တဖန်ပြန်ပြီးတော့မှကောင်းကြီးပေးပြီးတော့မှပရိညင်ထပ်ပြုတယ်အဲ့တော့အာဒံနဲ့ပရိညင်ပြုခဲ့တယ်လို့ပဲဘုရားသခင်ကလည်းနောအေးနဲ့ပြန်ပြီးတော့မှပရိညင်ပြုတယ်เนาะအဲ့တော့အာဒံကိုပြောခဲ့တဲ့စကားနဲ့နောအေးကိုပြောခဲ့တဲ့စကားနဲ့ကအတူတူပဲအခန်းငယ်1မှာနောအေးနှင့်သူ၏သားတို့ကိုကောင်းကြီးပေးတော်မူ၍တင်တို့သည်များပြားစွာမွေးဖွားပြီးတော့မှမြေကြီးကိုပြည့်စေကြလောအဲ့တော့အာရန်ကိုလည်းများပြားစွာမွေးဖွား၍မြေကြီးကိုပြည့်စေကြလောလို့ပြောခဲ့တာမျိုးနော်ပရိညင်ကအတူတူပဲအသစ်ပရိညင်ပြန်ပြုတယ်ပြီးတော့မှဘလို့ပြောမလဲဆိုရင်ဒီတလိษံတွေကအာကြီးပြီးတော့မှလူတွေကနဲနေတဲ့ခါမှာဒီသားရဲတလိษံတွေကဒီလူတွေကိုကြိုက်စားမှဆိုလို့နော်ဘုရားသခင်ကဘာပြောလဲဆိုရင်အခန်းငယ်1မှာဘလို့ပြောလဲနော်ဒီမြေတလိษံအကုန်လုံးတားရင်အကုန်လုံးကိုမင်းတို့ကဘာလုပ်နိုင်တဲ့အခွင့်ရှိလဲဆိုရင်မင်းတို့စကားကိုနားထောင်ရမယ်။အဲ့တော့လူနဲ့တလိษံနဲ့ဆိုဗရာပွားများလို့ပုံမြန်လဲဆိုရင်တလိษံမြန်တယ်။ဥပမာခွေးဆိုလို့ရှိရင်တစ်ခါမွေးရင်စိတ်လူလိုလဲ6လကြီးကိုဝင်ဆောင်ကြရမလို့เนาะခွေးက4လနေတဲ့တုပ်4လနေတဲ့အဲ့လိုမျိုးမွေးတဲ့အခါကျတော့တလိษံတွေကလူတဲ့ကိုဘာများနိုင်လဲအင်အားကြီးတယ်။အဲ့လိုအင်အားကြီးတဲ့ခါမှာဒီတလိษံတွေကလူကိုပြန်ရက်မှုရဲဆိုရင်ဘုရားသခင်ကသာလင်မတက်ရလို့ပြောခဲ့ရင်မရတဲ့ခါမှာနောအေးဘယ်လိုပြောလဲမင်းတို့ကအသက်ရှင်တဲ့တိရစ္ဆာန်အလုံးကိုဘာလုပ်ခွင့်ရှိလဲမင်းတို့အုပ်ချုပ်ရမယ်မင်းတို့ဘာလုပ်ခွင့်ရလဲဆိုရင်မင်းတို့ရှေ့မှာကြောက်ရွံ့တော်လို့ခြင်းသဘောဆိုမင်းတို့ကသူတို့ကိုကြောက်စရာမလိုဘူးသူတို့ကမင်းတို့ကိုကြောက်ရမယ်မင်းတို့စကားနားမထောင်မင်းတို့ကိုရံပူရဆိုရင်တပ်ပလိုက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပုံစံမျိုးကိုဘုရားသခင်ကပြောတယ်ဟောကျွန်တော်ခုနပြောသလိုပေါ့နော်နောအေးကတမောရဲ့ထွက်ဆင်းတဲ့ခါမှာတိရစ္ဆာန်နဲတယ်ဒါမှမဟုတ်တစ်ဖက်မှာဘုရားခင်တတ်လို့တော့မရအောင်ဒါပေမဲ့သူတို့တွေကပွားများနှုတ်မြန်တဲ့ခါမှာလူတို့ကိုပို့ပြီးပွားများနှုတ်မြန်တဲ့ခါမှာလူကိုပြန်ရံမှုခဲ့ရင်အဲ့လိုတတ်လို့ရတယ်ဆိုပြီးမှဘုရားသခင်ပြောတယ်ပြောပြီးတော့သုံးပါဘာပြောလဲဆိုရင်အသက်ရှင်ပြီးတော့မှလှုပ်ရှားတတ်သမျှသည်အသီးရွက်ကဲ့သို့တင်တို့စားလို့ရတယ်အဲ့လိုပြောတာအဲ့တော့တချို့ကျတော့လဲဒီကျမ်းစာကိုယူပြီးတော့မှအကုန်စားတာအကုန်စားလင်းတို့လဲစားပုတ်တင်မျိုးလဲစား
ဖို့ပတက်လဲစားအကုန်မဟုတ်စားလို့ရတဲ့အကောင်မှန်တယ်များအကုန်စားတာပေါ့ဒါပေမဲ့ဒါကတော့ဘုရားသခင်ကဘာလို့ဒီချိန်မှာအသက်ရှင်၍လှုပ်ရှားတတ်တဲ့တိရစ္ဆာန်အလုံးဟာမင်းတို့စားလို့ရတယ်လို့ဘာလို့ပြောလဲဆိုရင်အဲ့ဒီချိန်မှာရေလွှမ်းမိုးပြီးတဲ့ချိန်မှာအသီးအနှံမှာစိုက်လို့မရသေးတာချက်ချင်းနော်အဲ့တော့အသီးအနှံစိုက်လို့မရသေးတဲ့ခါမှာသူတို့မိသားစုဒီ၈ယောက်ကစားဖို့တောက်ဖို့အတွက်လိုအပ်လာလို့ရှိရင်ဘာကိုတက်စားလို့ရလဲဒီတိရစ္ဆာန်ကိုတက်စားလို့ရတယ်ဆိုပြီးတော့ဘုရားခင်ကခွင့်ပြုခဲ့တာဟိုလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကအသားငါစားဖို့အသားငါစားပြီးတော့ကြီးပြင်းဖို့ဖန်ဆင်းခဲ့တာမဟုတ်ဘူးနော်လူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကဘာအဖြစ်အစားတောက်ပြီးကြီးပြင်းလို့ဆိုရင်အသီးအရွက်ကိုပဲစားပြီးတော့မှကြီးပြင်းဖို့ဘုရားခင်ရည်ရွယ်ဖန်ဆင်းတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ခေတ်မှာဆိုရင်အသီးရွက်ကိုနှက်တအောင်စားတဲ့သူကကျမ်းမာတယ်အသားရည်လာတယ်။ဘာကြောင့်လဲဆိုလူကိုဖျားခင်ရည်ရွယ်ဖန်ဆင်းတဲ့အခါမှာအသီးရွက်ကိုစားပြီးတော့ပဲဖန်ဆင်းဖို့ဒါပေမဲ့ဘာကြောင့်အသားစားတဲ့ဥစ္စာပြောင်းသွားလဲဆိုရင်ခုနကအပြစ်ထဲကိုကျသွားတဲ့အခါမှာနံပါတ်1ရစ်ပူဇော်တဲ့အခါမှာဒီရစ်ပူဇော်တဲ့အကောင်ကြီးအသားကိုစားတယ်။အခုဒုတိယအဆင့်ပို့ပြီးတော့ဆိုးလာတယ်။ဘာလဲအသက်ရှင်နေဆိုရင်ဘာလို့ဖြစ်စားလို့ရဆိုတော့အရန်ဆိုးသွားပြီနော်ခုနပုတ်တင်ညိုလိုမျိုးလင်းတို့လိုမျိုးအလိုမျိုးတွေပါစားကြတော့ယူလူတွေကအခုဘာဖြစ်လဲဆိုရင်ယောဂါတွေရကြတယ်။ဒါကြောင့်ဟိုတချို့သောသူတွေကဟိုကျမ်းနဲ့ပြန်ပြီးတော့မှပြောတဲ့အခါမှာဆရာကဘာလို့ကျမ်းခန်းကြီးကိုခန်းငယ်သုံးမှာပါတယ်လေအသက်ရှင်တော့ဒီတိရစ္ဆာန်မှန်သမျှကိုလူကတတ်စားလို့ရလို့ဖြတ်ခဲ့ခွင့်ပြုပြီးပြီဒါကြောင့်မို့ကျွန်တော်တို့ကခရိယာသူတွေမလဲလင်းတို့သားစားလိုက်ရတယ်ကျွတ်သားစားလိုက်ရတယ်အခုဘယ်တိရစ္ဆာန်တတ်စားရတယ်လို့တချို့ကစင်ကြယ်ပေးတယ်အဲ့ဒါဒီဘာနဲ့ဆိုင်လဲဆိုရင်အချိန်အခါနဲ့ဆိုင်တယ်အဲ့ဒီအချိန်အခါမှာနိုးရိုးမိသားစုကဆက်ပြောရေးလို့မရသေးတဲ့အချိန်အခါလာဖြစ်နေတဲ့အတွက်ကြောင့်မလို့မင်းတို့စားစရာဘာဖြစ်လဲတော့ဒီနေ့ဒီဟာစားလို့ရတယ်လို့ပြောခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီတိရစ္ဆာန်တွေကိုဖျားခင်ကစားဖို့အလိုမရှိဘူးဆိုတာကိုဒီမှာပြန်သိနိုင်လဲတော့ဒီနေ့ကျွန်တော်ထွတ်မြောက်အောင်ကျမ်းမှာတော့ဒီနေ့ပါလဲဟိုတင်လို့စားမယ်အသားဟမှုကားဆိုပြန်ပြောတဲ့ခါမှာတော့အကုန်လုံးစစ်ချလိုက်ပြန်ပြီးတော့เนาะဒါကြောင့်မို့ကျွန်တော်ကဘုရားသခင်ကကျွန်တော်တို့အသားစားဖို့ရည်ရွယ်ချက်မရှိဘူးဒါပေမဲ့ဒီချိန်မှာစားခိုင်းတာကဘယ်လိုနားလဲရမလဲအချိန်နဲ့အခါနဲ့လိုအပ်ချက်ကြောင့်စားခိုင်းနေဆိုတော့ကျွန်တော်နားလဲဖို့လို့เนาะပြီးမှဆက်ဖက်ကြည့်တဲ့အခါဘာတွေ့လဲဆိုရင်တိရစ္ဆာန်အသက်ရှင်သမျှဟာအကုန်စားလို့ရတယ်ဒါပေမဲ့ဘာစားလို့မရလဲဆိုရင်၃ခုရှိတယ်အဲ့၃ခုကဘာလဲဆိုရင်အသွေးမစားရဘူးเนาะအသွေးမစားရဘူးနံပါတ်2ကဘာလဲဆိုရင်အသွေးနဲ့ရောနေတဲ့ဟာကျွန်တော်ဘာခေါ်လဲเนาะဟိုချက်မှကလေးစားတစ်ခုရှိတယ်လေသူကတက်ပြီးတော့ခွက်လိုက်ပြီးတော့သူတို့မှသွေးတွေကစိတ်ဝင်သွားပြီးတော့ဟိုသွေးခဲတော့မဟုတ်ဘူးသွေးလိုမျိုးလို့ပေါ့အဲ့လိုမျိုးပေါ့သွေးလူနေတဲ့ပြောချင်တာတော့သွေးလူနေတဲ့သွေးပြေဝနေတဲ့အာဟာစားလို့မရဘူးနံပါတ်1ကသွေးစားလို့မရဘူးနံပါတ်2ကသွေးနဲ့ပြေဝနေတဲ့เนาะဒီနေ့သွေးဆူနေတဲ့အသားစားလို့မရဘူးเนาะနောက်နံပါတ်3ကမှဆိုရင်လူတက်လို့မရဘူးเนาะဖျားခင်အဲ့ဒီ3မျိုးပြောတယ်ဘာဖြစ်လို့သွေးကိုစားလို့မရဘူးလဲဆိုရင်သွေးရဘာဖြစ်လဲဆိုရင်အသက်ဖြစ်တယ်เนาะအဲ့တော့သွေးရဘာလဲဆိုရင်အသက်အခုတိရစ္ဆာန်တွေမှာလည်းသွေးရှိတယ်အဲ့ဒီသွေးရလေပတ်စီးစင်းနေလို့အဲ့ဒီတိရစ္ဆာန်ကဘာဖြစ်လဲဆိုရင်ရှင်တန်နေတယ်เนาะရှင်တန်နေတယ်ကောင်းကောင်းမွန်မွန်သွားနိုင်တယ်ဒါပေမဲ့လူထဲမှာလည်းအဲ့ဒီလူမျိုးသွေးပဲเนาะသွေးရလှက်ပတ်နေဒါမှမဟုတ်သွေးအားနည်းပြီဆိုရင်ခေါင်းတွေမူးလာတယ်เนาะအစင်မပြေတော့ဘူးဒီကကြွက်သားတွေကြွက်တက်လာတယ်အဲ့လိုတွေဖြစ်လာတယ်ဘာကြောင့်လဲဆိုရင်သွေးအားနည်းလာတဲ့ခါကျတော့အော်သွေးဟာအသက်ပဲသွေးရှိမှအသက်ရှင်တယ်ဟိုသွေးအားကောင်းအောင်စားရတယ်အာဟာရပြည့်အောင်စားရတယ်အဲ့တော့သွေးရဘာကြောင့်လဲဆိုတော့နံပါတ်1ကသွေးရအသက်ဖြစ်လို့เนาะနောက်တစ်ခါကျတော့ဒီနောက်ကာလပေါ့နောက်လာမယ့်နှစ်ပေါင်းနောအေးအချိန်မှာကြည့်မယ်ဆိုရင်နောက်လာမယ့်နှစ်ပေါင်း3000 4000မှာသခင်ယေရှုကဘာလုပ်ပါလဲလဝါခတ်တိုင်းမှာအသွေးတော်အပြင်ရွေးနှုတ်နေဆိုတာအဲ့ဒီသခင်ယေရှုအသွေးတစ်ခုကိုတန်ဖိုးထားစီခြင်းတဲ့အတွက်ကြောင့်မဖြစ်လဲသွေးကိုမစားရဘူးเนาะတိရစ္ဆာန်သွေးလည်းမစားရဘူးတိရစ္ဆာန်သွေးနဲ့လူနေတဲ့ဟာလည်းမစားရဘူးเนาะအဲ့လိုမျိုးအဲ့တော့အဲ့မှာဘုရားသခင်ကပြေးရချပါပြောလို့ဆိုရင်ဒီဘုရားခင်ဖန်ဆင်းတဲ့လူကိုလည်းတိရစ္ဆာန်ကိုတတ်စားမှာဆိုလို့เนาะအဲ့ချိန်မှာအစာခေါင်းမနေဟိုအစာခေါင်းမတာမဟုတ်ဘူးအစာရခက်ခဲနေတဲ့အချိန်မှာဆိုရင်သူတို့ကဟာတိရစ္ဆာန်တော့တက်လို့ရသေးရပဲလူလည်းတက်စားလို့ရရဆိုပြီးအဲ့လိုလူကိုတက်စားမှာဆိုလို့ဘုရားသခင်ကနံပါတ်3ပြည့်တဲ့ချက်တည်းမှာပါထည့်လဲဆိုရင်လူမတက်ရဘူးเนาะလူမတက်ရဘာကြောင့်လဲဆိုရင်ခုနကလူရဲ့အသက်ဆိုတာဘယ်သူကပိုင်လဲဆိုရင်ဘုရားသခင်ကပိုင်တယ်ဒါကြောင့်မလို့ဘုရားသခင်ပိုင်တဲ့အသက်ကိုဘုရားသခင်ကပဲရှင်သန်ခွင့်ပေးတယ်ဘုရားသခင်ကပဲပြန်ရုပ်သိမ်းလို့ရတယ်အဲ့ဒီလူရဲ့အသက်ကိုတခြားလူတယောက်ကသိအောင်လုပ်လို့မရဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ပြည့်ညတ်တော်10ပါးမှာလည်းပါတယ်เนาะအဓိကလူမတက်ရเนาะလူမတက်ရဆိုတာပါပြီးသားဒါကြောင့်ဘုရားသခင်ကတိရစ္ဆာန်အားလုံးတော့စားဖွင့်ပေးတယ်ဒါပေမဲ့အသွေးမစားရဘူးအသွေးလူနေတဲ့အသားတွေเนาะအသွေးနဲ့ပြည့်ဝနေတဲ့အစားအသားတွေမစားရဘူးလူမတက်ရဘူးဆိုပြီးမှအဲ့ဒီ3ခုကိုပြည့်ညတ်တယ်ပြည့်ညတ်ပြီးတော့မှဘာကြောင့်လို့အသွေးမစားလို့ဆိုရင်ဘုရားသခင်ရဲ့ပုံစံနဲ့အညီဖန်ဆင်းထားတယ်ဘုရားသခင်ပေးတဲ့အသက်ကရှိတဲ့အတွက်ကြောင့်မလို့အသွေးမစားရဘူးလို့ပြောတယ်เนาะအဲ့တော့အဲ့လိုပြောပြီးတော့မှ
ရင်ပြုတယ်ဗရင်ပြုတဲ့ထဲမှာပါလဲဆိုရင်ကောင်းကြီးပေးတယ်မြတ်ပြဆောင်ပေးဖွားကြလောနော်နောက်နံပါတ်2ကကျတော့သူတို့ကိုမလုံရမယ့်အရာနဲ့လုံရမယ့်အရာပြောတယ်လုံရမယ့်အရာကပါလဲတိရစ္ဆာန်တွေကိုကောင်းကောင်းအုပ်ချုပ်ရမယ်မင်းတို့ကိုရံမှုလို့ရှိရင်တတ်လို့ရတယ်ပြီးအသက်ရှင်တဲ့တိရစ္ဆာန်မှန်တယ်များမင်းတို့လိုအပ်ရင်တတ်စားလို့ရတယ်အဲ့လိုအုပ်စိုးခွင့်ပေးတယ်နောက်မလုံရတဲ့အရာပါတယ်လေအသွေးမစားရဘူးအသွေးနဲ့ပြေးသွားတဲ့ဟာမစားရဘူးလူမတက်ရဘူးเนาะအဲ့လိုပြောတယ်ပြီးမှဖျားခေကနောက်ထပ်ကိုဗရေကျင်တစ်ခုပြုတာကတော့ဘာလဲဆိုရင်เนาะနောက်ထပ်ကောင်ကမင်းတို့နဲ့ငါတို့နဲ့ဂတိသစ္စာဗရေကျင်ကဘာပြုမလဲဆိုရင်နောက်ထပ်တစ်ခါငါကဒီကဘာမြေကြီးကိုရည်နဲ့လွှမ်းမိုးပြီးတော့မှမဖြစ်စည်းတော့ဘူးဆိုတဲ့တက်သေးအဖြစ်ဖျားသခင်တက်သေးတစ်ခုပေးတယ်เนาะအဲ့တော့အဲ့ဒီတက်သေးရပါလဲဆိုစနစ်မှာကြီးတဲ့ခါမှာထိုမတစ်ပါးငါတစ်ဖက်တင်တို့နှစ်တင်တို့ထံမှာအသက်ရှင်သမျှသောတိရစ္ဆာန်တစ်ဖက်၌တာမီးအစဉ်အဆက်မပြတ်ငါပြုသောလက္ခဏာတက်သေးเนาะငါပြုသောပရိညင်စပရိညင်ဆိုတာစာချုပ်ကိုပြောတာစာချုပ်ရဲ့သစ္စာဂတိပြုခြင်းရဲ့တက်သေးရပါလဲဆိုရင်เนาะမိုးတိမ်မှာပါထားလဲတက်တန့်ရောင်ထားတယ်ကျွန်တော်မိုးတွေတာတက်တက်မဲမဲရွာပြီးလို့ရှိရင်နေရာပြန်ထွက်လာလို့ရှိရင်ဘာပေါ်လာလဲတက်တက်ရောင်တော့အဲ့ဒါကဘာလဲဆိုတော့မိုးရွာခြင်းဟာရေလွှမ်းမိုးတယ်ဟုတ်တယ်မလားเนาะမိုးရွာပြီးမှရေလွှမ်းမိုးထားတယ်ဒါဆိုဘုရားသခင်ကလူသားတွေကိုဒေါသအမျက်ထွက်တဲ့ခါမှာပြန်တက်ချင်တဲ့စိတ်ရှိတယ်အဲ့ဒီခါမှာဘယ်လဲတက်ရောင်ကိုပြန်မြင်ခြင်းအဖြစ်ငါတို့ကိုမတက်ဘူးလို့ဂတိပေးထားပြီးပြီဆိုတော့ဘုရားသခင်ကသူ့ကိုယ်သူလည်းထိန်းနိုင်အောင်ပေါ့တကယ်တော့လူလိုပြောမှဆိုတော့ဘုရားသခင်ကသူ့ကိုယ်သူလည်းထိန်းနိုင်အောင်တက်ရောင်ထားတယ်အဲ့တော့အဲ့တက်ရောင်ကိုအများနဲ့မိုးရွာပြီးလို့ရှိရင်နေပြန်ထွက်လာလို့ရှိရင်တက်ရောင်စုံ9ရောင်ပေါ်ခြင်းအပြင်เนาะဒါနော်အေးနဲ့ပြုခဲ့တဲ့ပြည်ညင်ရှိတယ်ဆိုတာเนาะကျွန်တော်တွေ့ရဒါကြောင့်ကျွန်တော်တို့ကတမန်ကျမ်းစာကိုဖတ်တဲ့ခါမှာတက်သေးတွေအများကြီးပဲเนาะအခုကဘာမှာမြန်မာနိုင်ငံမှာဆိုရင်ဘာသာရေးလေးမျိုးပေါ့နော်ဥမာဟိန္ဒူမွတ်စလင်ဗုဒ္ဓဘာသာခရစ်ယာန်ပေါ့နော်အများကြီးကိုယုံကြည်ရကိုကိုးကွယ်ကြတယ်ဒါပေမဲ့တကယ်လက်တွေ့လူတွေဖြစ်နေတဲ့အရာကိုဖော်ပြတဲ့အတိအလင်းဖော်ပြတဲ့ဟာကတော့ဘာပဲရှိလဲဆိုရင်ကျမ်းစာပဲရှိတယ်နော်အခုဥပမာကျွန်တော်တို့ယောက်ျားကဘာဖြစ်လို့နဘူးအချွေးချီမကြောက်လို့ကျွေးရတာလဲနော်မိန်းမကဘာဖြစ်လို့ကိုယ်ဝင်ဆောင်ခြင်းဝေနာခံပြီးတော့ပိုက်ကြီးနာဆွဲပြီးတော့မှနော်ဖိုက်နာပြီးမှဘာလို့ကလေးမွေးရလဲဆိုတာဘယ်မှာပဲအဖြစ်ရှိလဲကျမ်းစာမှာအခုလည်းတက်ရောင်ကဘာလို့ဖြစ်နေရလဲဆိုတဲ့အဖြစ်ဟာဘယ်ဘာသာတရားမှမရှိဘဲနဲ့ဘယ်မှာရှိလဲတမန်ကျမ်းစာမှာပဲရှိတယ်ဒါကြောင့်တမန်ကျမ်းစာကလုံးဝမှန်ကန်တဲ့အရာဒါဆိုရင်ဖြစ်ခဲ့ပြီးတာမှန်တယ်ဆိုရင်ဖြစ်လာတဲ့အရာတွေလည်းမှန်လိုက်အောင်မယ်နော်ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေဘုရားသခင်ရဲ့အချိန်ရောက်လာရင်ဖြစ်လာတယ်အခုဆိုရင်ကျွန်တော်ရှေ့မှာဆက်လက်လာမယ်ဆိုရင်ဗာလဲကမ္ဘာပေါ်မှာတရုတ်ကလာအင်္ဂလိပ်ဒုတကီပါအကုန်ဘာသာစကားတွေဘာကြောင့်ကွဲသွားလဲဆိုတော့လေဘာမှပဲပါလေကျမ်းစာမှာပဲဒါကြောင့်မို့ကျွန်တော်တို့ကတေချာနားလည်ရမှာကတမန်ကျမ်းစာကတကယ်လူသားတွေရဲ့သမိုင်းအစစ်မှန်ကိုရေးထားတဲ့မှန်ကန်သောကျမ်းစာဒီလိုမျိုးမှန်ကန်ကြီးကြရေးထားတဲ့ကျမ်းစာကဘယ်မှာမှမရှိဘူးเนาะဒါကြောင့်မို့ကျွန်တော်ကတမန်ကျမ်းစာကိုစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်ဖို့လိုတယ်เนาะယုံကြည်နိုင်သောဉာဏ်ကိုလည်းဖျားသခင်ပေးပါစေအာမင်အဲ့တော့ဒီမှာတက်ရောင်ထားတယ်เนาะဒါဆိုရင်ဒါနော်အေးနဲ့ဗြေညင်ပြုတဲ့ဟာပြီးသွားပြီเนาะပြီးသွားပြီးတော့မှနောက်18ကနေပြီးတော့မှအဆုံးထိဘာကိစ္စလာလဲဆိုရင်နော်အေးတို့မိသားစုကဘလို့အသက်ရှင်လဲဆိုတဲ့အရာကိုကျမ်းစာကရေးထားတယ်အဲ့တော့နော်အေးတို့မိသားစုကရေမလွှမ်းမိုးခင်အချိန်မှာလဲနော်စိုက်ပျိုးရေးနဲ့ပဲအသက်ရှင်တယ်လို့ရေလွှမ်းမိုးပြီးတဲ့ခါမှာလဲဘာနဲ့ပဲအသက်မွေးလဲဆိုရင်စိုက်ပျိုးရေးနဲ့ပဲအသက်မွေးတယ်အဲ့တော့သူစပားဆိုင်မယ်နော်တစ်သီးဝရံဆိုင်မယ်စပြည့်ဥယျင်ဆိုင်မယ်အဲ့လိုစိုက်တယ်အဲ့လိုစိုက်ပြီးတော့မှဒီနေ့စပြည့်ရေကိုသူတို့လှုပ်ပြီးတော့မှနော်စပြည့်ရေကိုနော်အေးကတောက်ပြီးတော့မှနော်ဒီနေ့အိပ်ပျော်သွားတဲ့ခါမှာအဝတ်ကျွတ်လို့ကျွတ်များလဲမသိတော့ဘဲနဲ့နော်အိပ်ပျော်သွားတဲ့ခါမှာဘသူကပြောလဲဆိုရင်နော်အေးသား3အောင်ထက်မှာနော်ဒီနေ့ဘသူလဲဆိုရင်ရာဖက်နဲ့နော်ရှေမကအကြီးနော်ဒီဟာမကအငယ်ဆုံးသားနော်အဲ့တော့အငယ်ဆုံးသားကသူ့ဖေကိုဗာလဲဆိုရင်လှောင်တယ်နော်အဖေကလည်းမှကျေုံဖေလုံးလုံးနဲ့အိတ်နေဆိုပြီးတော့မှအဲ့လိုလှောင်တယ်နော်အဲ့လိုလှောင်ပြီးတော့မှသူကသူ့အဖေအဲ့လိုမျိုးဒီဗာလဲဖေလုံးလုံးဖြစ်နေတဲ့အရာကိုကြည့်ပြီးတော့မှလှောင်နေပြီးရင်သူ့အကိုလည်းပြောတယ်အကိုကမှကြည့်ပါအောင်အဖေတို့အကိုတို့ရေးတယ်မှအဖေရကမှနော်စပီးတွေတောက်လွန်ပြီးတော့မူးပြီးတော့နော်ကိုတုံးလုံးကြီးနဲ့အိတ်နေတယ်လို့သူပြောတဲ့ခါမှာနော်အဲ့လိုမျိုးပြောတဲ့ခါမှာဒီသူ့ရဲ့အကိုဖြစ်တဲ့နော်ဒီနေ့ရာဖက်နဲ့သူလဲဆိုရင်ရှေမာကနောက်ပြန်နော်မကြည့်ဘဲနဲ့အဝတ်ကိုယူပြီးနောက်ပြန်အဲ့လိုဖုံးလိုက်တယ်ဖုံးပြီးတော့မှနော်အေးကနိုးလာတဲ့ခါမှာသူ့သားငယ်ကသူ့ကိုလှောင်ပြောင်နေအဲ့လိုမျိုးဒါကိုပြန်သိတဲ့ခါမှာသူ့သားငယ်ကိုလည်းကြိမ်ချင်းပေးတယ်ဘယ်လိုကြိမ်ချင်းပေးလဲဆိုရင်မင်းဟာမကဘာလို့ရမလဲအကိုဖြစ်တဲ့ရှေမာနဲ့ရာဖက်စီမှာကျွတ်ခံရပါစေဆိုပြီးတော့မှကြိမ်ချင်းပေးခဲ့နော်ဒါကြောင့်ဒါနော်အေးမိသားစုထဲမှာဖြစ်ခဲ့တဲ့အရာပေါ့နော်ဒါလေးကိုကျွန်တော်ဖော်ပြထားတယ်အဲ့တော့နော်အေးတက်ကဘယ်လောက်မှတည်သွားလဲဆိုရင်ခန်းငယ်28မှာ
နော်အေးဒီရေလွှမ်းမှုသောနောက်နှစ်နော်350နော်တင်မောတဲ့စစ်နဲ့ဟာနှစ်600ဆိုတော့စုစုပေါင်း950မှာသူတည်သွားတယ်နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်တမန်ကျမ်းစာရဲ့ဆက်ပြီးတော့ဖော်ပြချက်ကပါလဲဆိုရင်ဒီနော်အေးရဲ့သား3ယောက်ကနေပြီးတော့မှသားသမီးတွေမွေးပြီးတော့မှကဘာကြီးမှာဘလို့လူတွေကပွားများလာတာလဲနော်ဒါကိုကြည့်ရအဲ့တော့ဒီမှာကျွန်တော်ပထမအဆုံးကတော့ဘသူ့ကိုဖော်ပြထားလဲဆိုရင်နော်ရေလွှမ်းမှုပြီးတော့မှတင်မောတွေကထွက်ဆင်းပြီးတော့မှနော်အေးရဲ့သားသမီးနော်သား3ယောက်အပြင်မွေးပွားလာတဲ့လူသားတွေကဘလို့မွေးဖွားလာလဲဆိုတော့ဖော်ပြထားတယ်အဲ့မှာပထမဆုံးသားဖြစ်တဲ့ယာဖက်နော်အဲ့တော့ဒီယာဖက်ကဒီမှာဆိုရင်သူကဘယ်နေရာမှာနေကြလဲเนาะကြည့်တဲ့အခါမှာเนาะကျွန်တော်တို့ယာဖက်ကဘယ်နေရာမှာနေလဲဆိုရင်ဒီမှာเนาะဂေါမာเนาะဂေါမာမာဂောကာเนาะဂေါမာမာဂောကာမာဒေယာဝေါเนาะအဲ့ဒါသူ့သားနာမည်เนาะသူ့သားနာမည်ဒါပေမဲ့သူ့သားနာမည်ဖြစ်ပေမဲ့လည်းဒါကသူ့သားနာမည်အတိုင်းပဲမြို့ရွာတွေဖြစ်သွားတာပေါ့ဒါဆိုလို့ရှိရင်ဒီမှာဖော်ပြထားတယ်ဂေါမာဆိုတာကဘယ်ကိုပြောလဲဆိုရင်ဥရောပတိုင်းအနောက်ပိုင်းเนาะအဲ့တော့မာဂောကာဆိုတာလည်းဘယ်ပိုင်းလဲဆိုရင်ဥရောပတိုင်းမြောက်ပိုင်းเนาะခုနအနောက်ပိုင်းခုနအမြောက်ပိုင်းအဲ့တော့ကျွန်တော်ကခုဒီမှာเนาะတမန်ကျမ်းစာမှာဒီကပ္ပမြေပုံကိုဖွင့်ကြည့်လိုက်เนาะကပ္ပမြေပုံနောက်ဆုံးမှရှိတယ်เนาะကျွန်တော်မြေပုံကတိပေါ့เนาะမြေပုံကတိပထမဦးဆုံးမြေပုံမှာဘာရေးထားလဲဆိုရင်เนาะအဲ့မှာကျွန်တော်တို့เนาะအာရှူရီပိုင်အင်ပါယာเนาะအမှတွေ့ရတဲ့စာတမ်းအကြီးနဲ့เนาะပြီးလို့ရှိရင်အမှဘာတွေတွေ့ရလဲဆိုရင်เนาะဒီမှာတိတိလေးနဲ့ရေးထားဆိုရင်ရှမာရီเนาะအာမုံယူဒာမောဘာเนาะအဲ့တော့ဒီမှာအဲ့ဒီနော်အေးရဲ့သားဘာတူလဲဆိုရင်နော်ဒီနေ့ရာဖက်ရဲ့မျိုးဆက်ကဘက်ကိုရောက်သွားလဲဆိုရင်အပေါ်ကိုကြည့်မယ်နော်အပေါ်ကိုကြည့်မယ်ဆိုရင်လူဒဆိုတွေ့နော်အမှလူဒပြီးရင်အောက်မှာကီလီကီပြီးနော်တူပလာနော်အဲ့တော့ခုနကဘာဦးချမ်းနဲ့ပြန်ဆက်ကြည့်မယ်ဆိုရင်ခုနကဂေါမာကဥရောပတိုင်းအနောက်ပိုင်းဆိုတော့နော်ဒီမှာလူဒနေရာမှာနေတာပေါ့နော်ဒါပင်လယ်ကမ်းရိုးတန်းအခုကျွန်တော်တို့မှာမြေထဲပင်လယ်တွေ့တယ်အဲ့ဒီမြေထဲပင်လယ်နေပြီးအနောက်ဖက်မြောက်ဖက်ပေါ့နော်မြေထဲပင်လယ်ရဲ့မြောက်ဖက်ဆိုရင်လူဒလို့တွေ့မယ်တွေ့ရနော်အဲလူဒရဲ့ဒီအရှိဘက်ဆိုရင်အဲ့ဒါကစပိန်တို့ပါလို့နော်အခုထိလည်းနာမည်ရှိတယ်အခုဒီမှာလဲတာရှုဆိုတာပါတယ်လေနော်အဲတာရှုဆိုတာစပိန်ကိုပြောတာအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒီနော်အေးရဲ့သားရာဖက်ရဲ့မျိုးဆက်ကဘယ်ဘက်ကိုရောက်သွားလဲဆိုရင်နော်ဂေါမာဆိုတဲ့ဥရောပအနောက်ပိုင်းမာဂောဂဆိုတဲ့ဥရောပမြောက်ပိုင်းမာဒဲဆိုတဲ့အနောက်အာရှအနောက်အာရှဆိုအာရှတိုင်းနဲ့ဥရောပတိုင်းနဲ့အဆက်ပေါ့နော်အဲ့ဒီကိုရောက်သွားတယ်ပြီးရှားဝန်ဆိုတာကဂရိဆိုတာလည်းဥရောပတိုင်းပဲနော်ကမ္ဘာမျိုးနဲ့မှကြည့်မယ်ဆိုရင်နောက်တစ်ခါကျတော့တူပလာဆိုတဲ့အရာကလည်းဥရောပတိုင်းအရှိဘက်ပိုင်းဒါဆိုရင်ကျွန်တော်ကလွယ်လေးစဉ်းစားမှာကနော်အေးရဲ့သားတို့ရောက်ထဲမှာရာဖက်ကဘယ်ဘက်ကိုရောက်သွားလဲဆိုရင်ဥရောပတိုက်ဘက်ကိုရောက်သွားတယ်ဒါဆိုအခုဥရောပတိုက်မှာရှိတဲ့နိုင်ငံတွေဘာနိုင်ငံလဲစပိန်တို့ဂရီတို့ရောမာတို့เนาะအဲ့ဒီနိုင်ငံတွေပေါ့เนาะအဲ့ဒီဂျာမနီတို့အဲ့ဒီနိုင်ငံဟာဘယ်သူရဲ့မျိုးဆက်တွေလဲဆိုရင်ဒါကနော်အေးရဲ့သားဖြစ်တဲ့ဘယ်သူရဲ့မျိုးဆက်လဲရာဖက်ရဲ့မျိုးဆက်တွေဆိုเนาะသူကချင်းခံတဲ့အမျိုးမဟုတ်ဘူးเนาะသူကဘယ်ဘက်ကိုဟိုကောင်းကြီးပေးတဲ့အမျိုးเนาะဥရောပတိုက်ဘက်ကိုရောက်သွားတယ်ဒါဆိုရင်ဒုတိယကဘယ်ဘက်ကိုရောက်ဒီမြေပုံလေးလည်းမှတ်ထားလိုက်เนาะမှတ်ထားပြီးမှကျွန်တော်ကပြန်လာပြီးမှကြည့်လို့ရှိရင်နားလည်အောင်เนาะအဲ့တော့ပြီးတော့မှဒုတိယကဘယ်ဘက်ကိုသွားလဲเนาะအဲ့တော့ဒီမှာကျွန်တော်တို့ဟိုကြည့်အောင်เนาะဟာမကိုကြည့်အောင်အဲ့တော့ဟာမရဲ့သားကတဲ့เนาะဘယ်ဘက်ကိုနေရာတွေပွားများသွားလဲဆိုရင်တဲ့ဟာမသားကကုရှเนาะအဲ့တော့ကုရှဆိုတာကဘာကိုပြောတာလဲလို့ဆိုပြီးတော့မှကျွန်တော်ကြည့်တဲ့အခါမှာเนาะဒီနေ့တမန်ကျမ်းစာမှာကြည့်လိုက်တဲ့အခါမှာအဲ့ဒီနေရာဒီဒေတာပေါ့နော်ကုရှာတို့မိစရိန်တို့ဖူတာတို့ခါနန်တို့ဆိုတာကသူကဘယ်ဘက်ကိုပြောတာလဲဆိုရင်သူကဒီအီရန်နိုင်ငံအနောက်ပိုင်းရီမင်အိုမန်နိုင်ငံအခုလက်ရှိနိုင်ငံနေရာမှာဆိုအဲ့ဒီနိုင်ငံပေါ့နော်ပြီးရင်အီရတ်ပြီးလို့ရှိရင်အီဂျစ်လစ်ဗျာအဲ့တော့ကျွန်တော်ခုနကနေမြေပုံလေးကိုပြန်သွားကြည့်မယ်နော်အဲ့တော့ဒီမှာလည်းမှတ်ထားပြီးတော့
ဟာမဆိုတာကြင်ချင်းခံတဲ့မျိုးဆက်မလဲသူ့အဖေကိုကိုလုံးကြီးနဲ့နေလို့နော်ကိုလုံးကြီးနဲ့နေတဲ့အတွက်ကြောင့်မလို့အဖေကတပြည့်ရည်နဲ့မူပြီးကိုလုံးကြီးနဲ့နေတယ်ဆိုလှောင်ရည်တဲ့ကြင်ချင်းခံရတဲ့မျိုးဆက်ကဘသူရဲ့မျိုးဆက်လဲဟာမရဲ့မျိုးဆက်အဲ့ဒီဟာမရဲ့ကြင်ချင်းခံတဲ့မျိုးဆက်ကဘယ်နေရာကိုပြတ်နှံ့သွားလဲဆိုရင်နော်သူကအီဂျစ်ဆိုရင်ဘယ်နေရာရဲ့မြောက်ဖက်ပိုင်းလဲဆိုရင်ဥရောပsorry ဟိုအာဖရိကတိုက်ရဲ့မြောက်ပိုင်းနော်အီဂျစ်တို့လစ်ပြားเนาะလစ်ပြားဆိုလဲအီဂျစ်ရဲ့ဘေးမှာပဲเนาะအဲ့ဒီဒေသတွေပြီးလို့ရှိရင်ခုနကအစ္စရေးပါလက်စတိုင်းเนาะအခုလက်ရှိကမ္ဘာနေရာနဲ့ပြောမယ်ဆိုရင်နောက်တစ်ခါကျလို့ရှိရင်ဘယ်ဘက်ကိုရောက်သွားလဲဆိုလို့ရှိရင်ဂျော်ဒန်ဆီးရီးယားအဲ့တော့ဒီကြိမ်ချင်းခံရတဲ့ဒီဟာမာရဲ့မျိုးဆက်တွေကအဝေးကြီးကိုမပြန့်သွားဘူးသူကကျတော့ဘယ်မှာပဲပြန့်လဲဆိုရင်အဲ့ဒီအစ္စရေးပတ်ဝန်းကျင်เนาะအစ္စရေးပတ်ဝန်းကျင်အဲ့တော့အစ္စရေးမရှိသေးဘူးဒါပေမဲ့အဲ့ဒီအစ္စရေးပတ်ဝန်းကျင်နားမှာရှိတဲ့ အစ္စရေးနိုင်ငံဂျော်ဒန်ပြည်နားမှာရှိတဲ့ဂျော်ဒန်နိုင်ငံဆီးရီးယားနိုင်ငံပြည်ပါလက်စတိုင်းဒေသပြည်ဒီအောင်နာအီဂျစ်ဒေသเนาะအဲ့ဒီဒေသတွေမှာဖြစ်လေဒီဟာမာရဲ့မျိုးဆက်တွေကနေတယ်เนาะဟာမာရဲ့မျိုးဆက်တွေကအဲ့ဒီမြေထဲပင်လယ်ရဲ့သူကဘယ်ဘက်ကိုကြာမလဲဆိုရင်တောင်ဘက်ချမ်းကိုနေတာခုနကမြေထဲပင်လယ်ရဲ့မြောက်ဘက်ချမ်းဥရောပတိုက်ကိုကြတော့ဘာတူလဲဆိုရင်ဒါဘာတူလဲရဖက်เนาะရဖက်ကကျတော့တကယ်တမ်းပြောမှဆိုရင်ဥရောပတိုက်တစ်တိုက်လုံးပေါ့เนาะသူကရဖက်မျိုးတွေကနေတယ်ဒါဆိုရင်ကြင်ချင်းခံရတဲ့ဟာမာကအာဖရိကမြောက်ပိုင်းဆိုတော့လစ်ဗျားတို့เนาะအီသီယိုးပီးယားတို့เนาะဒီအီဂျစ်တို့ကဒါအာဖရိကတိုက်ရဲ့ထိတ်မှာလေเนาะအဲ့ထိတ်ကမျိုးနွယ်တွေကဘယ်ကိုဆင်းသွားလဲဆိုရင်အောက်ကိုအဆင့်စီးဆင်းတဲ့ခါမှာအခုဆိုရင်မဖြစ်လဲဆူဒန်နိုင်ငံဘာညာအာဖရိကအရန်ဆင်းရဲတဲ့နိုင်ငံတွေဖြစ်ကုန်တာကအဲ့ဒီဘသူရဲ့မျိုးဆက်လဲဆိုရင်ကြင်ချင်းခံရတယ်เนาะဒီနေ့ဟာမာရဲ့เนาะမျိုးဆက်တွေဖြစ်တယ်เนาะအဲ့တော့သူတို့ကအဲ့လိုနဲ့သူတို့ကြင်ချင်းခံရတဲ့မျိုးဆက်ကပို့ပြီးတော့မှအင်အားကြီးတယ်เนาะကျန်းစာပြန်ကြည့်အောင်အဲ့တော့ဘလို့အင်အားကြီးလဲဆိုတော့ဒီမှာကျန်းစာမှာကြည့်တဲ့ခါကျတော့ဟာမာတာခုရှာเนาะအဲ့တော့ကျွန်တော်ကမျိုးရိုးဆက်ကြည့်လိုက်မယ်ဆိုရင်အခန်းငယ်6မှာဟာမာတာခုရှာเนาะခုရှာပြီးလို့ရှိရင်ရှစ်ကိုသွားလိုက်เนาะခုရှာတာနေရောတာဆိုတော့ဟာမာရဲ့မြေးကဘာလို့လဲဟာမာရဲ့မြေးကနေရောတာเนาะနော်အေးရဲ့မြစ်ပေါ့เนาะအဲ့လိုမျိုးနေရောတာအဲ့နေရောတာကတဲ့အဲ့ဒီခေတ်ကာလမှာသူကအရန်ခွာကြည့်တယ်တဲ့ဒါကြောင့်မို့ဘလို့ပြောလဲဆိုရင်နေရောတာကိုလည်းရသေး၏တဲ့ထို့သားသည်မြေကြီးပေါ်မှာဘာလုပ်နေတာလဲအအူးစွမ်းနေဆိုတော့သူကခေါင်းစာအရင်စလုပ်တယ်အဲ့ဆိုနော်အေးမိသားစုကအစမှာ10ယောက်ပဲဒါပေမဲ့သား3ယောက်ကမိမယူမွေးတဲ့ခါမှာအယောက်50ဖြစ်လာမယ်အယောက်100ဖြစ်လာမယ်အယောက်200ဖြစ်လာမယ်အယောက်900လောက်ဖြစ်လာတဲ့အချိန်ကျရင်ခေါင်းဆောင်ထလုပ်တဲ့သူကဘာလို့လဲဆိုရင်နော်အေးရဲ့မြစ်တော်တယ်ဘာလို့လဲဆိုရင်နေရောတာကခေါင်းဆောင်လုပ်တယ်ဒါပေမဲ့သူအအူးစွမ်းနေဆိုတာခေါင်းဆောင်ထလုပ်တယ်လို့ပြောတယ်နော်အဲ့တော့သူကလည်းဘယ်လောက်ပြအောင်အာနာပြင်းလဲပေါ့အာနာပြင်းတယ်ဆိုတော့သူစကားနားမထောင်တတ်တယ်လို့ဖြတ်တယ်လို့အဲ့လိုပေါ့ဟိုပြင်းထန်ပေါ့သူကအဲ့လိုဥဆောင်ပြီးတော့သူစကားနားမထောင်တတ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလှုပ်တဲ့အတွက်ကြောင့်မလို့တဲ့စကဲပုံတောင်ဖြစ်လာတယ်တဲ့ကိုးမှာဘယ်လိုပြောလဲထာဝရဘုရားရှိမှာဘာဖြစ်လဲအာကြီးတော်မုတ်ဆိုးဖြစ်တယ်မုတ်ဆိုးဆိုတာတတ်တဲ့ဖြတ်တဲ့နေရာမှာကျွမ်းကျင်တာဟောပေါ့ဒီလူ900သူကအုပ်ချုပ်တယ်1ယောက်ကပိကလှုပ်တယ်ဆိုတော့ဗန်းနေပါဆော်ချပြီးတော့အဲ့လိုတာပါရှင်ဒီချာတက်တယ်လို့ပဲလှုပ်လိုက်တာပေါ့အဲ့တော့လူပြကြောက်ပြီးတော့သူ့ကိုနားထောင်ပြီးတော့သူကခေါင်းဆောင်ဖြစ်သွားတဲ့သဘောမျိုးကိုပြောချင်တာသူကဘုရားလေးခွက်ခန့်တဲ့ခေါင်းဆောင်တော့မဟုတ်ဘူးအခြေအနေရဖြစ်သွားတဲ့ခေါင်းဆောင်နော်အဲ့ဒါကြောင့်မို့လို့စကေပုံကမလို့ဖြစ်လဲကိုးမှာနော်ထို့ကြောင့်စကေပုံတိုင်းဘုရားရှိမှနေရောတာဆိုတာဘုရားသခင်ပြီးနေရောတာကအကြီးဆုံးပဲအဲ့လိုအကြီးဆုံးပဲဆိုတာက तू ကမင်းမူနေတာပေါ့ तू ကအာနာထားနေတာပေါ့အဲ့လိုမျိုးဖြစ်တယ်ဒါမှမဟုတ် तू ကအာနာထားပြီးတော့မှ तू ကမြို့တွေအများကြီးကိုလည်းတိဆောက်တယ်နော်အဲ့တော့မြို့တွေအများကြီးတိဆောက်တဲ့ထက်မှာ30မှာဘယ်လိုပြောလဲသူရဲ့နိုင်ငံဦးကရှိနာပြည်၌ဘာဘူးလိုမျိုးဒါကြောင့်မလို့ကျမ်းပညာရှင်တွေကဘာပြောလဲဆိုရင်အခန်းကြီး7မှာစောက်တဲ့ဘာဘူးလိုရဲတိုက်ကဘသူကဥဆောင်တာလဲဆိုရင်နေရောတာကဥဆောင်တယ်လို့ကျမ်းပညာရှင်တွေကပြောတယ်ဒါပေမဲ့ဒီချက်မှာတော့နေရောတာဒီဘာဘူးလိုရဲတိုက်ကိုစောက်လေဤလို့တော့မပါဘူးဒါပေမဲ့ဒါခံမှန်းကြည့်တာပေါ့နော်ဆိုတော့ तू ကအူးတယ်တာဘာဘူးလိုမျိုးဆိုတော့ဘာဘူးလိုမျိုးကလည်းကွဲပြားသွားလို့လည်းဘာဘူးလိုမျိုးလို့ခေါ်တယ်ဆိုတော့နော်အဲ့လိုမျိုးခံမှန်းကြတာပေါ့အဲ့မှာနာမဆက်ကြည့်တဲ့ခါမှာ तू ကမျိုးတွေအများကြီးတည်တယ်အဲ့တော့ तू ကဟိုခေါင်းဆောင်လုပ်တဲ့ခါမှာအာနာထားတဲ့ခါမှာ तू အမိတ်နဲ့နော်မျိုးတွေတည်တဲ့ခါမှာလိုက်ရတာလည်းရှိမှာပေါ့စိတ်ပပအဲ့ဒါကြောင့်မို့ तू ကမျိုးတွေအများကြီးတည်တယ်နော်အဲ့တော့ပထမအဆုံးတည်တဲ့မျိုးကတော့ဘာဘူးလိုမျိုးတဲ့ပြီးရင်အေးရဲ့မျိုးအကမ်မျိုးနော်ပြီးရင်
ဘာလဲဆိုရင်ကာလနေမြို့เนาะနောက်ကကြအာရှတိုက်ထိအောင်ဘာတွေရှိလဲနိနဝေမြို့เนาะနိနဝေမြို့ရဟောဘုံမြို့ကာလမြို့ကို၎င်းเนาะနောက်ကနိနဝေမြို့နဲ့အနီးနားမှာဘာရှိလဲရေတင်မြို့မြို့တွေအများကြီးသူကတိဆောက်တဲ့ကောင်းဆောင်ဖြစ်ခဲ့เนาะဒါလိုမျိုးပဲအဲ့တော့ကြိမ်ချင်းခံရတဲ့ဘာဖြစ်လဲကြိမ်ချင်းခံရတဲ့ဒီသားကအင်အားပူကြီးပြီးတော့ဖြစ်လဲအဲ့တော့ပြောချင်တာကစရမဏကအင်အားကြီးတယ်ဆိုတော့ပြောချင်တာနောက်မှဒီဟာမရဲ့သားကုရှသားနေရောနာနေပြီးတော့လည်းဘာဖြစ်လဲမြို့တွေအများကြီးတည်တယ်ပထမအဦးဆုံးဘုရင်လုပ်တယ်နောက်တော့ကဟာမရဲ့သားခါနန်မျိုးဆက်เนาะဟာမကကုရှကိုလည်းမွေးတယ်ခါနန်ကိုလည်းမွေးတယ်ကုရှနေမှနေရောနာမွေးတယ်ခါနန်နေနောက်စစ်သက်တဲ့လမ်းချောင်းကြတော့ဘာလဲဆိုရင်ခါနန်သားကြီးကဘာလဲစီဒုံเนาะအဲ့တော့ကျွန်တော်တို့တမန်ကျမ်းစာဓမ္မသစ်ကျမ်းမှာဖတ်မယ်ဆိုရင်နော်ရှောလမုန်မင်းကြီးကျမ်းမှာလည်းပါတယ်ဘယ်လိုပြောလဲစီဒိုနတ်ဖျားเนาะအဲ့ဒါတွေရှောလမုန်မင်းကြီးကတည်လာတယ်ဆိုတဲ့ဟာတွေကเนาะအဲ့ဒီဟာတွေเนาะအဲ့ဒီဒီကြင်ချင်းခံတဲ့ဟာမာရဲ့မျိုးဆက်ကနေတည်ထားတဲ့မြို့တွေပေါ့เนาะသူတို့လူရဲ့နာမည်အတိုင်းအဲ့တော့အမှဘာတွေ့ရလဲစီဒိုเนาะဟေတာပြီးရေဘူးတိလူအာမောရီလူเนาะဖျားတခင်ရှင်းဖြတ်စည်းရမယ့်လူတွေထဲမှာအဲ့ဒါပါတယ်เนาะဘယ်လိုပြောလဲနော်တင်တို့ဒီခန္ဓာမျိုးကမှာကိရကာရှိလူအာမောရီလူရှင်းဖြတ်စည်းပြီးတော့မှယောရှိဥဆောင်ပြီးဝင်းလို့ခိုင်းတယ်မှာတတ်ခိုင်းတဲ့လူမျိုးတွေမှာအဲ့ဒါတွေပါတယ်နော်ပြီးတော့မှနောက်မှဘယ်သူတွေပါဘယ်မျိုးတွေပါသေးလဲနော်အဲ့ဒါခန္ဓာပြည်ပေါ့အဲ့ခုနနေခဲ့တဲ့ဟာတော့နောက်မှ16မှာခန္ဓာအမျိုးနေရာပြည်နယ်ဒီဇီးတုံမြို့နော်ပြီးရင်ဂေရာမြို့နော်ဂေရာမြို့ဆိုမှတ်မိလားအာဗြဟံမင်းကြီးကပြောတဲ့ခါမှာသူ့ကိုတတ်မှကြောက်လို့သူမိမကိုဒုတိယအချင်းသူ့ညီမလို့ပြောတဲ့ခါမှာဂေရာမင်းကြီးကတိမ်သွားတယ်လေအဲ့ဒီဂေရာမြို့နော်ပြီးလို့ရှိရင်ဇေပိုင်မြို့เนาะနောက်မှအမှမြို့တွေအများကြီးပဲเนาะအဲ့တော့အဲ့ဒီလိုမြို့တွေတိတိမှာသူကပြက်နှံ့ပြီးနေထိုင်ကြတယ်ဒါဆိုရင်ကျွန်တော်ကနားလည်ရမှာကနော်အေးသားအကြီးဘယ်လိုလဲရဖက်ကเนาะဥရောပတိုက်ကိုပြက်နှံ့သွားတယ်နော်အေးသားအငယ်ဆုံးဟာမာကချင်းချင်းခံရတဲ့သူကျွန်တော်ဗာလဲဒီနာကအီဂျစ်လစ်ဗျာအီသီယိုးပီးယားနဲ့ဒီကျွန်တော်ဆီးရီးယားဒီအစ္စရေးတိုက်ပြည်ပါလက်စတိုင်းဆိုတဲ့နားမှာနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်เนาะဒါဆိုရင်နောက်ဆုံးဟေဘရဲလူတွေရဲ့အဖဖြစ်တဲ့ရှေမာကဘယ်မှာတွန်းနေလဲဆိုတော့ကျမ်းစာက27မှာကြည့်တဲ့အခါမှာရှာဖက်ညီဟေဘရဲလူပေါင်းတို့၏အဖရှေမဒီလေတားများကိုမြင်တယ်သူကဘယ်မြို့မှာနေလဲဆိုရင်သူတို့ကခုနကကျွန်တော်ဖတ်ပြသွားတဲ့မြို့เนาะရှေမကဘယ်မြို့မှာနေလဲဆိုရင်ဣရိယာနိုင်ငံအနောက်ပိုင်းเนาะပြီးအခုယီမန်တို့ယီမင်တို့အိုမန်တို့เนาะအီရတ်အဲ့နိုင်ငံတွေမှာနေအဲ့တော့ကျွန်တော်တို့ကကမ္ဘာမြေပုံကိုတွားပြီးတော့မှကြည့်မယ်ဆိုရင်เนาะကြည့်မယ်ဆိုရင်ဒီမှာဥရာလို့တွေ့ရတယ်เนาะဥရာเนาะအဲ့တော့ဥရာဆိုတာကတကယ်တမ်းဆိုရင်ဘာကိုပြောနေရလဲဆိုရင်သူကဒါအာဗြဟံနေတဲ့မြို့ကိုပြောချင်တာအဲ့တော့ဟေဘရဲလူအပေါင်းရဲ့အဘာကဘာတူလဲရှေမရဲ့မျိုးဆက်ကနေဘယ်သူကဆင်းသက်လာလဲအာဗြဟံကဆင်းသက်လာတယ်ဒါကြောင့်မလို့ဒီရှေမရဲ့မျိုးဆက်ကဘယ်မှာနေလဲဆိုသူကဟိုဘာလဲအရှိတက်တဲ့ကိုထွက်သွားတယ်เนาะအခုကျွန်တော်တို့ကအရှေ့နောက်တောင်မြောက်ဆိုတော့ဘာကိုဗဟိုပြုပြီးပြောနေလဲဆိုတော့အစ္စရေးနိုင်ငံဗဟိုပြုပြီးပြောနေရနော်အဲ့တော့အစ္စရေးကနေအရှေ့တက်သွားလို့ရှိရင်ကျွန်တော်ဘာတွေရောက်မလဲနော်အခုခေတ်ဆိုရင်ဘာရှိမလဲအစ္စရေးနိုင်ငံပြီးရင်မြစ်ရှိတယ်အဲ့ဒါဂျော်ဒန်မြစ်နော်ဂျော်ဒန်မြစ်ရဲ့ဘေးမှာဂျော်ဒန်နိုင်ငံပြီးရင်ဆီးရီးယားနိုင်ငံရှိတယ်အဲ့ဒီနောက်ကိုဆက်သွားမှဆိုရင်အီရတ်နိုင်ငံရှိတယ်နော်အဲ့ဒီအီရတ်နိုင်ငံကအကျယ်ကြီးပဲအဲ့ဒီအီရတ်နိုင်ငံမှာဘာဘူးလို့မြို့ဟောင်းလည်းရှိတယ်နော်ဥပမာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ပကံမြို့ဟောင်းဆိုရင်ခရီးသွားဧည့်သည်တွေကလာလေတယ်လို့နော်ဘာဘူးလုံမြို့ဟောင်းဆိုပြီးတော့မှလာလေတယ်အဲ့ဒီဘာဘူးလုံမြို့ဟောင်းကအခုဘာသာစကားကွဲတယ်ဘာဘူးလုံမြို့ဟောင်းမဟုတ်ဘူးနော်ဘာဘူးလုံလဲဒါရီလာတို့ဟိုမီးရှိုးတဲ့ဘာဘူးလုံမင်းကြီးတည်ခဲ့တဲ့ဘာဘူးလုံမြို့ဟောင်းမြို့ပြက်ကြီးပေါ့အဲ့ဒီနေရာအခုကဘာလဲခီးသည်တွေကကျွန်တော်နိုင်ငံမှာလာပြီးတော့နော်ဒီမြန်မာနိုင်ငံမှာဆိုရင်ပကံကိုလာလေ့လာတယ်ကမ္ဘောဒီးယားမှာဆိုရင်အကောကိုဖြာဖုံးကြောင်းကိုသွားလေ့လာတယ်အီရတ်နိုင်ငံမှာဆိုရင်အဲ့ဒီဘာဘူးလုံမြို့ဟောင်းဒန်ရီလာတို့အခုဒီပထမအဆုံးတည်တဲ့မေယောဓာတည်တဲ့မြို့နာမည်ကလည်းဘာဘူးလုံပြီးရင်ဒန်ရီလာတို့ဖြစ်မှာဒီဘုတ်ကနေစာမင်းကြီးတည်တဲ့မြို့နာမည်ကလည်းဘာဘူးလုံအဲ့တော့အခုကဘာလဲခီးသားကြီးသွားနေတဲ့မြို့ရိုးမြို့ပြက်ကဒန်ရီလာခေတ်မှာတည်ခဲ့တဲ့ဘာဘူးလုံမြို့ရိုးမြို့ပြက်ကိုသွားလေ့လာအဲ့ဒီမြို့ဒီတနေရာတယ်ပဲခုနနေရောလာဆောက်ခဲ့တဲ့ဘာဘူးလုံလဲအဲ့ဒီပတ်ဝန်းကျင်မှာပဲခုနကဒန်ရီလာတို့ခေတ်မှာဆောက်တဲ့ဟာကလည်းအဲ့ဒီပတ်ဝန်းကျင်မှာပဲနော်အဲ့တော့အဲ့ဒီဘာဘူးလုံမြို့ရှိတဲ့နေရာတဝိုက်မှာဘသူကပြန့်သွားလဲဆိုရင်ခုနကဒီရှေမာရဲ့မျိုးဆက်တွေကပြန့်သွားတယ်ပြီးရင်အဲ့ဒီဘာဘူးလုံအီရတ်ရဲ့အောက်ကိုဆင်းလို့ခုန
ပါရှန်ပင်လေကိုဖြစ်တယ်နော်အိုမန်တို့ယီမင်တို့ဘက်ကိုရှိတဲ့ဘက်တွေမှာသူအဲ့လိုပြတ်နှံ့ပြီးနေတယ်နော်အဲ့ဒီကနေမှဘာလို့ဒီအခုလက်ရှိနော်နိုင်ငံကိုဘာလို့ရောက်လာလဲဆိုရင်ဘယ်သူကိုပို့ဆောင်လဲအီရန်အီရတ်ပေါ့ဥပမာတော့အီရန်အီရတ်ကသူကအနောက်မှာရှိတယ်အနောက်မှာအနောက်ထက်မှာသွားနေနေတာဒါဆိုရင်အစ္စရေးကမှမြေထဲပြင်လေဘေးနားလေးမှာရှိတယ်ဒီနေရာကိုဒီဟိုးမှာရှိတဲ့လူကဘာကြောင့်ရောက်လာလဲကျွန်တော်တို့သိတယ်မလဲအာဗြဟံကိုငါပြလက်တတ်သောပြည်ကိုသွားပါဆိုဖြတ်ခဲ့အဲ့လိုတော့နေခိုင်းလို့အဲ့ညမှာအာဗြဟံစောက်တယ်သူမျိုးရိုးတွေစက်တက်ပြီးတော့မှအစ္စရေးနိုင်ငံဖြစ်သွားတယ်နော်အဲ့တော့ဒါကတော့အာဗြဟံအကြောင်းနောက်မှတက်တက်ပေါ့ပြောချင်တာကဒီနော်အေးသား၃ယောက်ကဘယ်ကိုပြတ်သွားလဲဆိုတာသိဖို့ရန်အတွက်ကျွန်တော်မှတ်ထားမှာကနံပါတ်1နော်ဟာမာရဲ့အရှင်မာရဲ့မျိုးဆက်တွေကဥရောပတိုက်ကိုပြန်သွားတယ်ပြီးလို့ရှိရင်ဟာမာရဲ့မျိုးဆက်တွေကအာဖရိကတိုက်ဘက်ကိုနော်ဒီအီဂျစ်နော်အဲ့ဒီခုနလက်ရှိနေတဲ့နော်ဂျော်ဒန်ဆီးရီးယားနောက်မှာပြတ်နေတယ်ဒါပေမဲ့အများသောအားဖြင့်တော့အခုကအာဖရိကတိုက်ဘက်ကိုစီးဆင်းသွားတယ်နော်နောက်တစ်ခါကျွန်တော်ခုနပြောတဲ့ရှီမာရဲ့မျိုးဆက်တွေကတော့ဘယ်ကိုရောက်လဲဆိုရင်ခုနကအီရတ်နိုင်ငံနဲ့အောက်ပိုင်းအိုမန်ရီမင်တို့နိုင်ငံတွေထဲမှာသူတို့ပင်လယ်ကမ်းရိုးတန်းမှာအမိပြုပြီးနေရတယ်အဲ့တော့အဲ့ဒီခေတ်တော့လူတွေကဘာလို့ပင်လယ်ကမ်းရိုးတန်းမှာနေလဲဆိုရင်ရေအတွက်ပြီးရင်သားငါးတွေရှာစားတဲ့အရာအတွက်ပေါ့နော်အဲ့လိုမျိုးတွေအတွက်ကိုတော့ပင်လယ်ကမ်းရိုးတန်းမှာနေကြတာများတယ်နော်အဲ့လိုကြောင့်ပင်လယ်ကမ်းရိုးတန်းမှာဆိုရင်လွင်ပြင်းနေပါရဲ့ရှိတဲ့ခါမှာစိုက်လို့ပြုလို့လည်းကောင်းတဲ့ခါကျတော့နော်အဲ့လိုမျိုးနေတာလည်းရှိတယ်နော်အဲဒါကြောင့်မလို့အဲ့ဒီ၃နေရာကိုပြန့်နှံ့သွားတယ်ဆိုတာစံစာဖော်ပြတယ်အဲ့တော့အခန်းကြီးကျွန်တော်တို့7ကိုတွားရအောင်အဲ့လိုပြန့်နှံ့သွားပြီးတော့မှအခန်းကြီး7ရောက်တဲ့ခါမှာဘာတွေ့ရလဲဆိုရင်မြေကြီးသားအပေါင်းတို့ကအဲ့ချိန်မှာစကားတစ်ခုရဲပဲနော်ဘာစကားတော့ကျွန်တော်တို့မသိဘူးနော်ပထမဆုံးလူသားတွေပြောခဲ့တဲ့စကားကဘာစကားတော့ကျွန်တော်မသိဘူးဒါပေမဲ့ဘာသာစကားတစ်မျိုးတည်းပဲလူ900 1000 1000 2000ရှိလာပြီလူတွေကများလာပြီဒါပေမဲ့ဘာသာစကားကလည်းတစ်မျိုးတည်းပဲအဲ့တော့အဲ့ဒီမျိုးတည်းဆိုတော့သူတို့ကဘာလုပ်လဲဆိုတော့ဘုရားသခင်ကိုဆက်ကျင်တဲ့အလုပ်ကိုလုပ်တယ်နော်ခန်းငယ်၄မှာဘယ်လိုပြောလဲသူတို့ကတနေရာနဲ့တနေရာရှောက်လှည့်ပြီးတော့သွားနေတဲ့ခါမှာဘာကိုတွေ့လဲဆိုရင်မြင်ညီတဲ့နေရာကိုတွေ့တယ်နော်ဒါကြောင့်မလို့အဲ့ဒီမြင်ညီတဲ့နေရာလွင်ပြင်ကျယ်ကြီးပေါ့အခုဘယ်မြို့လဲဆိုရင်ဘာဘူးလုံးမြို့ဟောင်းရှိတဲ့နေရာကလွင်ပြင်ကျယ်ကြီးပေါ့နော်အဲ့လွင်ပြင်ကျယ်ကြီးအဲ့တော့အဲ့လိုမျိုးလွင်ပြင်အကျဉ်းမှာမြို့တည်မယ်ဆိုပြီးတော့ဆုံးဖြတ်တယ်အဲ့တော့မြို့တည်လို့ရှိရင်ရိုးတည်လို့ရှိရင်ဘာမှမဖြစ်ဘူးဒါပေမဲ့သူတို့ကဘာလုပ်လဲဆိုရင်ခက်ငယ်လေးမှာဖော်ပြတယ်ဘလို့ဖော်ပြလဲဆိုရင်မြေကြီးတစ်ပြင်လုံးမှာနော်အရက်ရက်လူတွေကကွဲသွားမယ်နော်ဒါကြောင့်မလို့ငါတို့ကဒီမြို့မှာဘယ်မှလူတွေကွဲထွက်လို့မရအောင်တည်မယ်ဆိုပြီးရည်ရွယ်ချက်ကနံပါတ်1အဲ့ဒီမှာသူကစထုတ်တယ်အဲ့လိုစထုတ်တဲ့ခါမှာဘုရားသခင်ကမကြိုက်ဘူးဘာကြောင့်လို့မကြိုက်ဘူးလဲဆိုရင်ဘုရားသခင်ကအာရန်ကိုလည်းပြောတယ်နောယေကိုလည်းပြောတယ်ဘယ်လိုပြောလဲညပြောင်းဆောင်မွေးဖွားပြီးတော့မှမြေကြီးကိုပြည့်စီဆိုတာအရရက်မှာနေထိုင်ပြီးတော့တလောကလုံးကိုလူသားတွေနဲ့ပြည့်အောင်နေပါလို့ပြောပေမဲ့လည်း तू ကလူတွေကွဲသွားမှကြောက်လို့ဒီနေရာမှာမြို့ဆောက်ပြီးနေမယ်ဆိုတော့ဘုရားသခင်ရဲ့အလိုတော်ကိုဆန့်ကျင်တယ်နော်နောက်နံပါတ်2အဖြစ်ကဘာလဲဆိုလို့ရှိရင်နော်မိုးကောင်းကင်သို့မိရသောရဲတိုက်ကို၎င်းဆိုနော်အဲ့တော့မိုးကောင်းကင်သို့မိရသောရဲတိုက်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုဖော်ပြလဲဆိုရင်ဒါကနော်ဘုရားသခင်မပါဘဲနဲ့လည်းငါတို့အသက်ရှင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒီကောင်းကင်ဝိဟင်ဆိုတာဘုရားသခင်နဲ့ပဲသက်ဆိုင်တာလေဘုရားသခင်နဲ့ပဲဘုရားသခင်အားဖြင့်ပဲတွားလို့ရတယ်တက်လို့ရတယ်ဒါပေမဲ့အခုတို့ကမိုးကောင်းကင်ထိအောင်ကောင်းကင်ဘုံရောက်တဲ့အထိအောင်ရဲတိုက်ကျိုးထိုးထွက်ပြီးတော့တိဆောက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးဒီဘုရားသခင်မလိုဘူးငါတို့အသက်ရှင်မယ်ဆိုတဲ့ဘုရားသခင်ကိုစွန့်ပစ်တဲ့အတွက်ကြောင့်နံပါတ်2အပြစ်ကြောင့်ဘုရားခင်မကြိုက်ဘူးနောက်နံပါတ်3အပြစ်ကဘာလဲဆိုရင်သူတို့ကဘယ်လိုပြောလဲနော်သူတို့စောက်ထားတဲ့အဆောက်အဦမိုးကောင်းကင်ကိုမှီတဲ့ရဲတိုက်အပြင်သူတို့ကနာမည်ကြီးမယ်ဟာဒါဘယ်သူစောက်လဲဥမာပေါ့ဟာနေရောဓစောက်တယ်ဟာနေရောဓအရန်ပညာကြီးတယ်ဆိုသူ့နာမည်ကြီးအောင်သူဘုံတို့ကိုကြီးအောင်ဘုရားသခင်ရဲ့ဘုံတို့ကိုကြီးဖို့မဟုတ်နဲ့သူ့ရဲ့ဘုံတို့ကိုကြီးဖို့အတွက်လုပ်တဲ့အတွက်ကြောင့်မလို့ဘုရားခင်မကြိုက်ဘူးအပြစ်3ခုနော်ဗာလဲနံပါတ်1ကဘုရားခင်ရဲ့အလိုတော်ဆန့်ကျင်တယ်နံပါတ်2ကျတော့ဘာဖြစ်လဲနော်ဒီနေ့ဘုရားခင်မပါဘဲနဲ့ငါတို့အသက်ရှင်လို့ရတယ်နံပါတ်3ကမှလည်းဒီနေ့ကိုယ့်ရဲ့နာမည်ကြီးဖို့အတွက်လုပ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့လည်းအသက်တာမှာလည်းစင်ကြင်ကြည့်မယ်ဆိုရင်ဘုရားသခင်မကြိုက်တဲ့အရာတွေကဘာတွေလဲဆိုလို့ရှိရင်ဒီအရာတွေပဲနော်အဲ့တော့နံပါတ်1ကဘာလဲဆိုရင်ကျွန်တော်တို့ကနော်ဘုရားသခင်ရဲ့အလိုတော်ဆန့်ကျင်နေဆိုဘုရားသခင်ကဘာမှခွင့်မပြုဘူးဘလောက်ပဲနာမည်ကြီးဘလောက်ပဲနော်ဥစ္စာပစ္စည်းပေါ်များဘုရားသခင်ရဲ့အလိုတော်ဆန့်ကျင်နေဆိုရင်ဘုရားခင်ဖျက်ဆီးတယ်ဥပမာကျွန်တော်ကျမ်းစာထဲမှာဆိုတက်တည်ရှိတယ်တမန်ဘုရားသခင်ရဲ့အလိုတော်ဆန့်ကျင်တဲ့ဖာရောဆိုလဲတတိုင်းပြည်လုံးနော်တတိုင်းပြည်လုံးဒုက္ခရောက်သွားတာတတိုင်းပြည်လုံးအမင်္ဂလာဖြစ်သွားတယ်ဘာကြောင့်လဲမိုးဒီဖြတ်တာနဲ့တလိษံဘေးဖြတ်တာနဲ့အကုန်လုံးတတိုင်းပြည်လုံးကကြေပွားသွားတာပဲဘာလို့လဲ
ဘုရားသခင်ကိုဆက်ကျင်လို့ရှိရင်ဘယ်ရင်တောင်မရဘူးဒါဆိုရင်ဘာမှခေါ်အားမရှိတဲ့သူ့လိုငါလိုအညတကလူပြောက်ကဘုရားသခင်ကိုဆက်ကျင်နေဆိုရင်အသက်သေးဦးမှာတပါအခြားမရှိဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာဘုရားသခင်ရဲ့အလိုတော်ကိုမဆက်ကျင်မိဖို့လိုတယ်ဘုရားသခင်ကသူ့ရဲ့အလိုတော်ကိုဆက်ကျင်မိတယ်ဆိုရင်ဂယုဏတော်ရှိတဲ့ဘုရားသခင်ကချက်ချင်းတော့မဆုံးပါဘူးเนาะအရေးအပွက်လေးနဲ့ဆုံးပါเนาะအရေးအပွက်လေးနဲ့ဆုံးပါတယ်ဥမာဘုရားသခင်ကဟောဒီကိုသွားစေခြင်းနဲ့ဒါပေမဲ့ကိုကအတွေးခေါ်နေမသွားတော့ဘူးဆိုပြီးနေလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ကိုအမင်္ဂလာတခုဖြစ်စေเนาะအဲ့လိုဆိုရင်ကျွန်တော်တို့ကိုအမင်္ဂလာတခုဖြစ်စေဥပမာကြည့်မယ်ဆိုရင်ယောနာရဲ့အသက်တာယောနာကဘုရားသခင်ရှင်းမှာနိနေဝေမြို့သွားပြောဒါပေမဲ့သူမပြောတာရှုမြို့ထွက်ပြေးတယ်ဘာအမင်္ဂလာဖြစ်လာလဲတင်မောလင်မုံတိုက်ပြီးတော့မှလေပြင်းမုံတိုင်းတိုက်ပြီးတော့မှတင်မောကနစ်တော့မလို့ဖြစ်တယ်အဲ့ဒါသတိပေးတာပဲမင်းငါရဲ့အလိုဆက်နေတယ်လို့မင်းဒုက္ခရောက်တယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းအဲ့လိုပဲနော်ဟာဒီဟောပါလဲဘုရားသခင်နဲ့စုဝေးရအရက်ဆူတောင်းရအရက်ကိုငါမသွားဘူးငါဒီနေ့တော့အကြောင်းပြလိုက်မယ်ဆိုပြီးနေလိုက်ပြီဆိုရင်ဘုရားသခင်နေမကောင်းချင်အားထုတ်တော့ကောင်တခုနဲ့ကျွန်တော်ကိုသတိပေးလိုက်တယ်ဟုတ်လားအဲ့လိုသတိပေးတဲ့ဟာကိုကျွန်တော်ကဆက်မိုက်မယ်ဆိုတော့နောက်အမင်္ဂလာလာမှာပေါ့ဒါပေမဲ့အဲ့လိုသတိပေးလို့ကိုကလိမ္မာပတ်နဲ့ဆိုတော့ဟာဘုရားသခင်ငါ့ကိုဆုံးမနေပြီသတိပေးနေပြီဆိုပြန်သတိရတာတော့ဒါမင်္ဂလာပြန်ဖြစ်တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကဘုရားသခင်ရဲ့အလိုတော်ကိုမဆက်ကျင်မိဖို့နံပါတ်1လိုပါတယ်နံပါတ်2ကကျတော့ခုနပြောသလိုပဲဘုရားသခင်မပါဘဲနဲ့ကျွန်တော်တက်ဆင်လို့မရဘူးကျွန်တော်တို့ကိုယ်တိုင်ကဘုရားသခင်အားဖြစ်လာလေဘာဖြစ်လာလဲဆိုရင်နော်လူဖြစ်လာတယ်အသက်ရှင်ခွင့်ရနေတယ်ဘုရားသခင်ဖန်ဆင်းတဲ့ရေကိုတောက်ဖန်ဆင်းတဲ့အစာကိုစားပြီးတော့မှနေနေတာအဲ့ဒါငါရဲ့တက်တာမှာဘုရားသခင်မလို့ငါလှုပ်ချင်လှုပ်မယ်ဆိုရင်တော့ဘာတွေဖြစ်လာမလဲဆိုရင်အမင်္ဂလာတွေပဲဖြစ်လာတယ်နော်ဒါကိုလည်းကျွန်တော်တတိထားဖို့လိုတယ်အော်နောက်ဆုံးနံပါတ်3ကတော့နာမည်ကြီးခြင်းတဲ့စိတ်ကတော့ဘယ်သူမှဆိုရှိတယ်နော်အဲ့တော့ကျွန်တော်တို့G 3လုံးเนาะယောက်ျားလေးတွေအတွက်စုံစမ်းခြင်းဟာ G 3လုံးနဲ့เนาะဥပမာ G 3လုံးဆိုတာဗာလဲကဲ main ကလေးเนาะ go ဆိုတဲ့ရွှေငွေပိုက်ဆံเนาะနောက် glory ဆိုတဲ့ဗာလဲခုနကဘုံပေါ့เนาะနာမည်ကြီးခြင်းဆိုတဲ့ G 3လုံးနဲ့အဲ့တော့ယောက်ျားလေးတွေကဆင်းရဲတဲ့အချိန်မှာဆိုလို့ရှိရင်เนาะဒါနှုတ်ကပတ်တော်မအုပ်ဆိုးဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်မအုပ်ဆိုးဘူးဆိုရင်ပြောတာနှုတ်ကပတ်တော်လည်းမအုပ်ဆိုးတန်ရှင်တော်တော်လည်းမအုပ်ဆိုးဘူးဘုရားသခင်လည်းမသိတဲ့ယောက်ျားလေးတယောက်ဆိုရင်ဆင်းရဲနေတဲ့အချိန်မှာဆိုလင်မယားလေးယောက်ဘာဖြစ်လာလဲဒုရုပေါင်းပဲကြိုးစားတယ်နော်ကျွန်တော်ကြားဘူးကြဟုတ်တယ်မလားနော်ဒါပေမဲ့တော်တော်နဲ့အဆင်ပြေလာတယ်မြောက်သားတခြားကြိုးစားတဲ့ခါမှာအဆင်ပြေလာတယ်အိမ်လေးလည်းဝင်နိုင်တယ်လုပ်ငန်းလေးလည်းရှိလာတယ်ပေါ့အမှပါလေပွဲရုံတွေပါလေဖွင့်လာတယ်ဆိုတော့နော်ပြီးကြကားလေးတွေ3လေးစီးပိုင်လာပြီးတော့မှလုပ်ငန်းရှင်ဖြစ်ပြီးတော့နည်းနည်းပတ်စံရှိလာပြီဆိုရင်ယောက်ျားပါစားဖောက်လာတယ်နော်ဥမာအရင်ဆုံးကတော့ချက်ချင်းတော့ဘီယာလေးအရက်လေးဖြစ်လာတယ်ဟာဘယ်သွားမယ်ပြရပါအရက်မဟုတ်ပါဘူးပြရပါအတောက်စားလေးဖမ်းအဲ့ဒီမျိုးတစ်ဖြည်းဖြည်းအောက်ခြေလုပ်မယ်ဆိုရင်အတောက်စားဖမ်းတယ်အိမ်မပြန်တော့ဘူးအပေါင်းတင်မှတ်တယ်အပေါင်းတင်တဲ့ပဲသွားတယ်ပြင်တဲ့အငယ်နောက်ကိစ္စတွေပါလာတယ်နော်အဲ့တော့ဗာလဲပတ်စံခုနမိန်ကလေးနော်နောက်တစ်ခါနာမည်ကြီးခြင်းဟာသူတို့ကမြို့ရဲ့မျက်နှာဖုံးနော်ဘယ်မှာလမ်းခင်းတော့ဆိုသိတဲ့ထောင်လူတာဟာဘယ်မှာဆိုလို့ရှိရင်သိတဲ့တောင်းတောင်လူတာဆိုတဲ့နာမည်ကြီးခြင်းတဲ့ဟာကဘယ်သူမှဆိုဖြစ်တယ်အဲ့ခါမှာကျွန်တော်အဲ့လိုနာမည်ကြီးခြင်းတဲ့ဟာကြီးကိုကျွန်တော်ကယူလို့မရဘူးဆိုတော့နာမည်ကြီးခြင်းတွေခုနကအရာအလုံးဟာဘုရားသခင်နဲ့ပဲဆိုင်တယ်ဘုံတကူကြီးခြင်းနာမည်ကြီးခြင်းဘယ်သူနဲ့ဆိုင်လဲဘုရားသခင်နဲ့ပဲဆိုင်တယ်နော်ကဲဆိုတဲ့ main ကလေးကလည်းတလင်တမယားစနစ်နဲ့ပဲ transaction အသက်ရှင်ရတယ်ခုန go ဆိုတဲ့ရွှေငွေရလဲကျွန်တော်တို့ကိုဘုရားသခင်ကဘဏ္ဍာထင်းကဲဆိုနော်ကောင်းကောင်းမအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်သစ္စာရှိစွာအသုံးပြုရတယ်နော်ဒါကိုကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုရင်ဒီစာပြီးဖို့လိုတယ်နော်အဲ့တော့ဒီမှာအခုဒီအပြစ်3ခုပေါ့နော်ဘာ3ခုလဲနော်ဘုရားသခင်မလိုဘူးပြီးရင်ဘာဖြစ်လဲဘုရားခင်မပါဘဲနဲ့လည်းငါတို့တက်ရှင်လို့ရတယ်ဘုရားသခင်မလိုဘူးနံပါတ်1ကဘုရားခင်ရဲ့အလိုတော်ဆန့်ကျင်တယ်နံပါတ်3ကကျွန်တော်တို့နာမည်ကြီးဖို့အတွက်လုပ်တဲ့အတွက်ကြောင့်ဘုရားသခင်ကသွားမယ်ငါတို့သွားပြီးတော့သူတို့ကိုစီတားမယ်ဆိုပြီးစီတားတယ်အဲ့လိုစီတားတဲ့အချိန်မှာဘာဖြစ်လို့ဣသေလလူမျိုးတွေလို့မတက်တာလဲနော်ဣသေလလူမျိုးတွေဆိုရှင်မောရှေကိုဆန့်ကျင်တဲ့ခါမှာဘယ်လိုလုပ်လဲမိကြပြီးတန်ရတာနဲ့နော်ဘာဖြစ်လဲအခန့်ဆိုလဲမြေမြူရတာနဲ့နော်ဓာတ်နဲ့တက်တဲ့ခါမှာလူပေါင်း2000တည်ရတာနဲ့ဒါတော့ဘယ်လိုဖျက်ခင်တီးချင်ဘယ်လိုလူမတက်တာလဲအပြေရှိပါတယ်နော်ဘာကြောင့်လဲမတက်ချင်လို့မဟုတ်ဘူးဘာကြောင့်လဲဆိုရင်ဒီပြန်လူဦးရေနည်းနေသေးတယ်လူဦးရေအရန်နည်းနေသေးတယ်မို့ဣတိကအချိန်မှာတော့လူဦးရေများသွားပြီဒါကြောင့်မို့သူတို့ကဖျက်ခင်ကဒေါသအမထွက်ခါမှာတရက်တည်း2000တက်တာနဲ့3000တက်တာနဲ့လို့တက်တယ်
ဒါပေမဲ့ဒီမှာဘာကြောင့်လို့ငါစကားတောင်းထားမလို့ကောင်းနေကွာဆိုလို့ဓမ္မခတ်တာလဲဆိုရင်အဲ့ချိန်မှာလူဦးရေအရန်နေတဲ့ခါမှာသူတို့ဒီအလုပ်ကိုဆက်မလုပ်ရင်ပြီးတာပဲအဲ့တော့ဘယ်လိုလုပ်ရင်ဆက်မလုပ်ဘူးလဲတယောက်စကားတယောက်နားမလဲတော့ဆိုရင်ဆက်မလုပ်တော့ဘူးနော်အဲ့တော့မိုးကောင်းကင်ကိုပြီးရဲလိုက်ဆိုအကြီးစားအောင်ပါလေအဲ့တော့အုတ်ခဲတွေကြောက်ခဲတွေဆိုလို့ရှိရင်3 4 5ယောက်ကတရားမှာအဲ့တော့1 2 3ကဲမမယ်ဆိုရင်နားမလဲတော့ဘူးလေအဲ့တော့ကြိတ်မိတာတွေပြုတ်ကျတာတွေဒီမှာအဲ့ကြောင့်လှိမ့်ချလိုက်ဆိုတာလဲဘာလဲဟဲ့အောင်ဘာလဲထားဆိုတော့အဓိပ္ပာယ်တွေပေါက်သွားပြီးတော့မှဟိုကမလိမ့်ချတဲ့ခါကျတော့လုပ်ငန်းတွေကတုတ်ဆိုင်ကုန်တာပေါ့ဘာသာစကားတွေနားမလဲတော့အဲ့လိုလုပ်ချင်တာဖြစ်ဖြတ်ခင်ဒီအဆောက်အဦကိုဆက်မဆောက်ဖြစ်အောင်မဖြစ်လဲဒီစကားတွေကိုခွဲပေးတယ်ဒါမို့ကျွန်တော်နိုင်ငံမှာတော့မှဘာသာစကားကတော့တရားကျော်ရှိတယ်ဆိုရင်နော်ကဘာမှာဆိုရင်ဘာသာစကားကဘယ်လောက်ရှိလဲနော်အနည်းဆုံးဆိုရင်ကျက်ပညာရှင်တွေပြောတာ2000ကျော်တယ်နော်ဘာသာစကား2000ကျော်တယ်အဲ့တော့ဘာသာစကား2000ကျော်တဲ့ဒီဖြတ်ခင်ခွဲပေးတဲ့ခါမှာဘာသာစကားတူတဲ့သူတွေကသူ့အစုသူနော်နေလို့များတော့လေဒီလူအုပ်ကြီးမှပြောနေသူ့အစုသူထွက်သွားတာပေါ့အမဟာလူ90ရာစကားတူတယ်ဆိုတူတဲ့သူကဟိုးမတစုထွက်သွားတာပေါ့နော်ဒီဘက်ကလူ200လူစကားတူတယ်သူကဒီဘက်ကိုထွက်ပြီးသူနေကိုတော့ရွာဆောက်ပြီးနေပေါ့အဲ့လိုနဲ့ဘာလဲဆိုရင်လူရောက်ခက်တာလေပြန်နှံပြီးတော့မှညာအဲ့တော့ကဘာဦးချခင်း30နဲ့အခန်းကြီး17နဲ့ကြည့်တဲ့ခါမှာဘာလဲဆိုရင်တကယ်တော့ပွားများတဲ့အချိန်ကဘယ်အချိန်လဲ17ပြီးမှပွားများတာဒါပေမဲ့30မှာရေးထားတယ်ဆိုတော့ကဘာလဲဆိုရင်နော်အေးရဲ့သတ္တမိတွေကဘယ်လိုဘယ်နေရာကိုပြတ်ကုန်တာလဲဆိုတာသိအောင်တစ်ဆက်တည်းရေးထားတာတကယ်ဆိုရှင်တော့အဲ့လိုပြတ်လန့်သွားတဲ့အချိန်ကဘယ်အချိန်မှလဲနော်ဒီကဘာဦးချခန်းကြီး17ဘာသာစကားတွေကွဲသွားပြီးတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ပြတ်လန့်သွားတယ်ဒါကြောင့်အခုနကရှေမာရဲ့မျိုးဆက်တွေကဘာသာစကားအမျိုးမျိုးတွေနဲ့ဘယ်ကိုရောက်ကုန်လဲပင်လယ်ကန်ယိုတန်းအဲ့ဒီဥရောပတိုက်ကိုရောက်သွားတယ်အခုဆိုရင်အင်္ဂလန်တို့အရန်နာမည်ကြီးရတဲ့အင်္ဂလန်တို့ဂျာမနီတို့ပြင်သစ်တို့ဆိုအဲ့ဥရောပမှာမှရှိအရန်ချမ်းသာတဲ့နိုင်ငံတွေเนาะအဲ့လိုဒိန်းမတ်တို့နော်ဝေးတို့ဆိုအဲ့ဒီနိုင်ငံတွေအဲ့အရန်အေးခဲပြီးတော့မှမိုင်းနဲ့အောက်ကို10 20ထိအောင်အေးခဲပြီးတော့မှနေတဲ့နိုင်ငံတွေကိုသူတို့တွေအလိုပြတ်နှံပြီးတော့နေထိုင်သွားတယ်ခုနကဘာသာစကားတူတဲ့သူကဒီအပတ်ကိုဆင်းကျွန်တော်တို့လူမျိုးတွေဖက်ကြောက်နေသူအဲ့လိုပဲအရှိထွက်လာနေပြောတယ်အဲ့ရှင်းနေပြောအိန္ဒိယနေပြောမှာတိဘက်ကနေပြောဒီလိုအရှိကိုပြန်လူမျိုးတွေကပြတ်သွားတယ်အဲ့လိုမျိုးနေထိုင်နော်ကဲဟုတ်ပြီဒါဆိုကျွန်တော်ဒီနေ့ကဘာဦးကျန်ခက်ကြီး17မှာဘာဘူးလုံးရဲလိုက်အပြင်ဘုရားသခင်ကဒီရဲလိုက်ကိုဆက်မဆောက်ဖို့ရန်အတွက်နော်ဘာသာစကားအပြင်ခွဲလိုက်တယ်ခွဲတဲ့အခါမှာသူတို့ကဆက်ဆောက်လို့မရတော့ဘဲနဲ့ဘာဖြစ်လဲအရဲရက်ကိုကွဲပြားသွားတယ်ဒါကြောင့်အဲ့ဒီဘာဘူးလုံးရဲ့အတိတ်ပဲပါလေအတိတ်ပဲကွဲပြားခြင်းနော်ဘာဘူးလုံးမှုနာမည်ဘာလို့တွင်သွားလဲဆိုရင်စကားကွဲပြားတဲ့မျိုးဆိုပြီးတော့မှဘာဘူးလုံးလို့နာမည်တွင်သွားတာဖြစ်တယ်အဲ့တော့အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ဒီကဘာဦးချက်ခန်းကြီး17မှာကတော့ဘာဆက်ဖော်ပြထားလဲဆိုရင်ဒုတိယပိုင်းမှာဒီနေ့နော်အေးရဲ့သားရှေမာနေပြီးတော့မှအာဗြဟံတိအောင်ဘလို့စစ်စင်လာတယ်လေเนาะအဲ့ဒါကိုဖော်ပြထားရင်เนาะအဲ့ဒီမှာတတိထားမိတာတခုကဘာရှိလဲအသက်တူလာတယ်เนาะအသက်တူလာတယ်เนาะပထမမှာလဲရှေသားအနေပဲထိလဲနော်အေးဒီမျိုးဆက်ရှိတယ်အဲ့ဒီမှာဆိုအသက်မရှိဘူးလားအသက်ရှိရเนาะအသက်က900တို့เนาะ900တို့เนาะ800တို့ဖြစ်တယ်ဒါပေမဲ့ဒီမှာကျတော့အသက်ကတိုးသွားပြီเนาะဘလို့တိုးသွားလဲဒီမှာเนาะရှေမကနေစပြီးကြည့်တဲ့ခါမှာเนาะရှေမဒီနှစ်ဘယ်လောက်လဲ900နောက်ပြီးတော့နော်အေးရဲ့ဒုတိယမျိုးဆက်ဆိုတော့တိတ်တော့မတူသေးဘူးဒါပေမဲ့လည်းနော်အေးကလောက်လဲ950သူသား900ဆိုတိုးဝက်လောက်နီးเนาะတိုးသွားပြီเนาะအဲ့တော့နောက်ပိုင်းအာဗြဟံလောက်ရောက်ခံနီးမှာဆိုရင်เนาะဥပမာအခန်းငယ်20ဆိုရင်ဗာလဲယာကောကအသက်30မှာမိမရပြီးကလေးမွေးတယ်ဘယ်နှစ်မှာတည်လဲယာကောက209နှစ်ဟောเนาะအသက်ကဘယ်လဲကျွန်တော်တို့ခေတ်လိုပဲမတိမ်မရင်းဖြစ်လာပြီเนาะမတိမ်မရင်းဖြစ်လာပြီเนาะအဲ့ဒီကနေပြီးတော့မှဒီရှေမာရဲ့မျိုးဆက်ကနေအာဗြဟံတိအောင်စီးဆင်းလာတဲ့အခါမှာဟိုမှာတေရဆိုလဲအသက်ဘယ်လောက်မှတည်သွားလဲ30နှစ်မှာတေရဒီအသက်နှစ်ပေါင်း205နှစ်เนาะအဲ့ဒီအချိန်မှာတော့ဆိုအာဗြဟံတို့ခေတ်ချိန်မှာတော့အလုံးစုံ200ပဲအာဗြဟံလည်းဘယ်လောက်မှတည်လဲ195နှစ်မှာတည်တယ်เนาะအဲ့တော့200အလုံးစုံပဲဒါပေမဲ့ပထမဆုံးအာဒန်ရှေသားနေပြီးတော့မှနော်အေးထိကြောက်ရှင်အသက်က900ကျော်800ကျော်900ကျော်ဒါပေမဲ့အခုနော်အေးသားရှေမနေပြီးတော့မှအာဗြဟံထိချိန်မှာတော့အသက်က200ကိဆုံးပဲเนาะ200မကျော်ဘူးเนาะ200 200ရှိတယ်ပြီးလို့ရှိရင်100အာဗြဟံဆို195မှတည်တယ်အဲ့လိုမျိုးတည်အခုတော့လူကတတန်ပူရုပ်လာတဲ့အခါကိုလူကဘယ်လောက်တည်လဲကျွန်တော်နိုင်ငံဆိုရင်ဖြတ်မြတတန်ကဘယ်လောက်လဲ60เนาะ60ဘာကြောင့်လဲဆိုရှင်100ရှိတဲ့သူရှိတယ်ဒါပေမဲ့ဒီမှာ30 40မှာတည်တယ်အဲ့လိုဖြတ်မြချိန်လိုက်မှဆိုရင်တတန်ဘယ်လောက်မှရှိလဲ60မြန်မာနိုင်ငံတတန်60ဂျပန်တို့ဘာလို့အသက်ရှိတယ်ဆိုတော့သူကဟိုတိုင်းပြည်တိုးတက်တာပေါ့တိုင်းပြည်တိုးတက်တယ်စစ်စနစ်ရှိတယ်
အခုကျွန်တော်နိုင်ငံဘာလို့အသက်တူရလဲဆိုရင်အဓိကတော့ဆင်းရဲတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်စားစရာဆိုလဲအည်သွေးမပြေဘူးလေဒါပေမဲ့စားစရာမရှိတော့အည်သွေးမပြေတဲ့ဟာတွေစားရတယ်နောက်ခါကျတော့စိုက်တဲ့တိကျနေတဲ့တဘာဝမရှိတော့ဘူးလောဘသားတွေအလိုဆေးတွေဖြန်းအမျိုးမျိုးပေါ့အဲ့လိုဆေးအာနိတင်တွေပေါ့အဲ့လိုမျိုးပေါ့ဟိုတကယ်ကိုစိုက်ပျိုးရေးသူတည်တနာနဲ့နီလာလက်ကြဖြန်းတာမဟုတ်တော့ဥမာပေါ့တအေကောက်တစ်ခွက်ဖြန်းရမယ်ဒါပေမဲ့ပိုကြတယ်ကွာနဲ့တည်အောင်ဆိုပြီးတော့တစ်ခွက်ထည့်ပြီးဖြန်းနေလေဘယ်သူမှလာမဆက်စေးတာအဲ့တော့ဒီခင်ရတော့လည်းပိုးသက်ဆေးတွေနဲ့အခုစပားလည်းပိုးသက်ဆေးပေါင်းသက်ဆေးနဲ့ကြီးလာတယ်ဒီစပားတွေလည်းအရင်တော့ကျွန်တော်စပားကင်းပေါင်းနှုတ်လိုက်ရတယ်နော်လေထဲမှာလည်းစပားကင်းပေါင်းနှုတ်လိုက်အခုစပားကင်းပေါင်းနှုတ်ပြီးပေါင်းနှုတ်ဆံမလို့ဘာလဲဆိုရင်ဆေးပဲဖြန်းလိုက်တာအပေါင်းတွေတည်ပြီးတော့စပားပြန်မတည်ဘူးသူဆန်းတယ်နော်အဲဆေးဖော်တဲ့သူလည်းထိဆန်းတယ်အမှန်ဆိုအစိတ်ဆိုတဲ့ဘာဝဆိုရင်လူလည်းတည်တယ်ခွေးလည်းတည်တယ်လေခွေးပဲတည်တဲ့အစိတ်လို့မှမရှိတာဘယ်လိုမလားအစိတ်ဆိုရင်လူလည်းတည်တယ်ခွေးလည်းတည်တယ်ဒါဆိုရင်အပင်တည်တဲ့ဆေးဆိုရင်စပားမနဲ့တည်ရမှာပေါင်းမနဲ့တည်ရမှာလေဒါပေမဲ့သူတို့ထုတ်တာဘယ်လိုထုတ်တယ်မသိဘူးပေါင်းမနဲ့တည်ဆိုရင်မသိဘူးအဲ့လိုမျိုးထုတ်ထားအဲ့တော့စာပြီးတော့မျိုးစီကျဲတဲ့အချိန်တော့ရင်ဗာလဲမျိုးစီကိုပို့မဆောင်အောင်ဆိုပြီးဓာတ်စီပြည့်စည်တဲ့နေရလေမျိုးစီတွေလေအဲ့မှာတော့ကဓာတုကဝင်သွားပြီခင်ဗျနော်အပင်ပေါက်လာတော့ကပေါင်းတက်စေးဖြန်းတယ်အပင်ကတီးစေးပွင့်စေးရှည်စေးထွားစေးပါဖြန်းတော့ဒီအပင်ကဟိုမျိုးစီတော့စေးစိမ်ပြီးတော့မှဟိုရိတ်သိမ်းတဲ့အထိကပါတယ်လေစေးနေပဲသွားပြီးတဘာဝဆိုတော့ကျွန်တော်နိုင်ငံတော်မှာယောဂမဖြစ်ဘူးသူကတော့ကဘာမှနာမည်ကြီးတယ် organic ဆိုတော့ဘာမှဓာတုပြောစားမပါဘူးစေးလို့ပါတဘာဝမြေဆွေးနဲ့စိုက်တာနောက်ချီးတို့မြေဆွေးတို့နဲ့ပဲစိုက်တဲ့ဟာဆိုတော့ဘာမှစေးမဖြန်းတဲ့ခါကျတော့အဲ့လိုမျိုးဆဆဆိုအရင်ချက်မှာဒါပေမဲ့ကျွန်တော်နိုင်ငံမှာကအဲ့လိုမျိုးမဟုတ်တော့ဘူးနော်အကုန်လုံးကစေးသုံးတဲ့ခါကျတော့စေးသုံးနဲ့စစ်တပ်ပြည်စင်းရတဲ့ခါကျတော့အည်သွေးမမီတဲ့မုံတွေစားရတယ်နော်ဥပမာကျွန်တော်အခုဈေးကွက်ထဲမှာစားနေတဲ့အရာတွေပေါ့ဥပမာ900နဲ့800နဲ့1000နဲ့ဆိုမုံနေရတကယ်တမ်းကျရင်ထုတ်တဲ့နေရာတော့ကြည့်နော်ကျမ်းမာရေးနဲ့မင်းညွတ်ဘူးတို့လည်းကျွန်တော်ကဘာဖြစ်လဲလိုအပ်တဲ့ခါကျတော့စားရတာပဲတော့အပြုတ်နာတွေပတ်ဆက်မရှိတာစားရတာပဲအဲ့တော့တန်းပြည်စင်းရဲခြင်းရဲ့အကျိုးဆက်တရေချာချာစနစ်ကြစီမံခန့်ခွဲပြီးတော့မလုပ်တဲ့အကျိုးဆက်တွေဒီမနိုင်ငံမှာဂျပန်တို့ကြောလို့စေးစွန်ဘလောက်ဖြတ်မယ်ဘယ်လိုဖြတ်မယ်ချက်ချင်းတိုင်မယ်ဆိုသူခုနဲ့သူစစ်စစ်ဆိုအဲ့လိုကြက်မှတ်ပြုတ်လုပ်တဲ့ခါကျတော့သူတို့နိုင်ငံမှာအဲ့လိုကျမ်းမာတယ်အသက်သူဂျပန်ဆိုရင်အသက်ကြီးရဆိုရင်100 နေရတယ်ပုံမှန်ဆိုရင်တို့တက်တန်လူ80 90တို့ပုံမှန်တက်တန်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာပဲလေအခုဆိုအတူပါဖိစာဖြစ်တဲ့ချင်းမိမဆိုလို့ရှိရင်55 58 60 65များယောက်ျားဆိုရင်လည်း55 59 60 63ပဲ80ကျော်တဲ့ဟာတော်တော်ကိုရှားနေတာနော်အဲ့ဒါဘာတွေလဲဆိုရင်တက်ပြီးစင်းရဲခြင်းရဲ့အကျိုးဆက်တွေပေါ့နော်တက်ပြီးစင်းရဲတဲ့ခါမှာအန်ဒီရရှိတဲ့အလုပ်တွေဘီလာမြေအိတ်ထမ်းနေဆိုတက်ပြီးစင်းရဲလို့အလုပ်မရှိလို့ဘီလာမြေအိတ်ထမ်းရတယ်အဲ့ကောင်ဘာတွေဝင်လဲဘီလာမြေအိတ်တွေရှူပြီးတော့အဆုတ်ကမကောင်းတော့ဘူးလေအဲ့လိုမျိုးတွေပေါ့နော်အဆုတ်ထဲမှာအဲ့လိုတွေပေါ့အဲ့လိုတချို့ဆိုရင်အခုဆိုရင်လူတွေကစင်းရဲတဲ့ခါဒီရုပ်ရှင်ကိုရှုသွားကြည့်ညနေဆိုရင်အကျော်900ဘုံထောင်ပြီးထမင်းနဲ့နေပြီးဖြစ်ရှင်းတဲ့သူရှိတယ်အဲ့ဒီအကျော်တွေအဲ့ဒီအချင်းကလုံးဝမတန်ဒါပေမဲ့အစားစရာမရှိဘူးလေအသားဟင်းမဝေးမှချက်တဲ့အင်အား4-5တောင်မတောင်းမှသူတို့မသုံးနိုင်ဘူးအဲ့တော့အကျော်900ဘုံပဲပြောတယောက်တစ်ခုထမင်းကိုစီစမ်းမိကန်စားလိုက်မယ်ဆိုတော့ဒါ900တောင်နဲ့ပြီးသွားပြီလေနော်အဲ့တော့ဘလို့ဆိုတော့လူပြဆင်းရဲတဲ့ခါခုနကအခုကြော်နေတဲ့စားစီမကောင်းသူတို့ဖြော်နေတဲ့ sauce လုံးဝမကောင်းကိုင်ပုံပြုပုံသွဲပုံလုံးဝချက်မိုင်းနဲ့မညင်ညွတ်ဘူးဒါပေမဲ့ကျွန်တော်တက်တော့ထိုင်ကြည့်ဆိုင်ကနေလာလိုက်ကြော်လေးထောင်ဖို့လောက်ကြော်လေးထောင်ဖို့လောက်နဲ့ဆွဆွဲပြတ်မှာတိတာပေါ့ထမင်းစားချိန်ကြော်လေးထောင်ဖို့ဆိုတာဘာလို့မှာလဲနော်အကြော်လေးကြော်တဲ့ထမင်းနဲ့စားမှာပေါ့ဟုတ်လားအဲ့တော့ချက်မိုင်းနဲ့မညင်ညွတ်ပြီမလဲဘာကြောင့်စားနေရလဲဆင်းရဲလို့ဟောအဲ့တော့ကျွန်တော်တို့ကဒီချက်မှာအပြစ်တင်ဖို့မဟုတ်ဘဲနဲ့ဒီဖြစ်တဲ့ပြဿနာကြည့်ပြီးတော့မှတက်တန်းလေးတူလာတယ်အဲ့တော့ဘယ်လောက်ပဲနေရအသက်ကဘုရားသခင်ပိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီနေရတဲ့အသက်တော်တွေမှာအလိုတော်ဆောင်တဲ့သူဖြစ်ဖို့လိုတယ်နော်50ပဲနေရ90ပဲနေရ90ပဲနေရဘယ်လောက်နေရဘာဖြစ်ဖို့လိုလဲနော်ဘုရားခင်ရဲ့အလိုတော်ထဲမှာအသက်ရှင်နေဆိုရင်ဘယ်ချိန်တည်လေးကိုယ်အသက်ဝိညာဉ်ကောင်းနေရင်ရောက်မှာပဲဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်ဖို့ရမယ်အရေးကြီးတယ်ဒါကြောင့်အခုဒီမှာအာဗြဟံလည်းနော်ဒီလိုမျိုးသူ့ရဲ့တက်တာကိုအသက်အာဗြဟံခေတ်ချိန်ကာလမှာအသက်က200မကျော်တော့ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့အာဗြဟံဘယ်လိုဖြစ်လာလဲเนาะဒါလေးကျွန်တော်ကြည့်ရလိုက်အောင်เนาะအဆုံးထိအောင်အဲ့တော့ရှေးမနေပြီးတော့တေတာအထိเนาะစစ်သက်လာတယ်26မှာတေတာမှာသား3ယောက်ရှိတယ်သား3ယောက်ကအာဗြဟံနာခေါ်ခါဒန်ဆိုပြီးတော့မှသား3ယောက်ရှိတယ်เนาะအဲ့တော့သား3ယောက်ရှိတဲ့ခါမှာဘယ်လိုဖြစ်လဲဆိုရင်တေတာမိသားစုအချောင်းကိုကျွန်တော်ကြည့်တဲ့ခါမှာဟောသူကသားသမီးသား3ယောက်ရှိတယ်အဲ့တော့ခါရန်ကအိမ်အောင်ကြပြီးတော့မှဘသူ့ကိုမွေးလဲဆိုရင်လောတာကိုမွေးတယ်နော်ဒါပေမဲ့အဲ့ဒီခါရန်ကဘာဖြစ်သွားလဲဆိုရင်သူ့အဖေတေတာမသိခင်မှာပဲစောစောတည်သွားတယ်နော်အဲ့လိုရေးရနော်အဲ့ခါမှာခါရန်တည်သွားတဲ့အတွက်ကြောင့်မလို့အာဗြဟံနဲ့နာခေါ်ကဘာလို့လဲမိမယူတယ်အာဗြဟံယူတဲ့မိမကစားရဲမြုံလို့ကလေးမမွေးဘူး
ဒါမဲ့နာခေါ်ယူရဲ့မိမကဗာလဲနာခေါ်ကဗာလဲအိမ်အောင်ကြလဲမိလက်ခါနဲ့အိမ်အောင်ကြနော်ဒါဆိုရင်မိလက်ခါကဘာတူလဲနော်နာခေါ်ဤမယားကဘာတူရဲ့သမီးလဲခါရန်ဤသမီးမိလက်ခါအဲ့ဆိုရင်ခါရန်နဲ့လောတာနဲ့ကဘာတော့လဲမောင်နှမသူ့ဦးလေးနာခေါ်ကဘာတူပြန်ယူလဲတူတူမဟုတ်တယ်ဖတ်ကြည့်နော်နာခေါ်ရဲ့သမီးမိလက်ခါဆိုတော့နာခေါ်ကစောစောစီလောတာနဲ့မိလက်ခါမွေးပြီးတည်သွားတယ်လောတာနဲ့မိလက်ခါကြံခဲ့တယ်အဲ့ဒါကိုနာခေါ်ကဘာတူယူလဲမိလက်ခါကိုယူတယ်နော်အဲ့တော့ဒါဆိုရင်ခုနကခါရန်ရဲ့သမီးဆိုတော့တူတူမပေါ့နော်တူတူမကိုယူတယ်ယူပြီးတော့မှဘာတူမွေးလဲနော်ဣတခါကိုမွေးတယ်နော်အဲ့တော့ခါရန်ဒီမိလက်ခါနဲ့ဣတခါရဲ့အဖဖြစ်တည်းဆိုတော့အဲ့ဒီမှာခါရန်ကတသမီးတော့ရောက်မွေးခဲ့တယ်နော်သူကစောစောတည်ပြီမဲ့တသမီးတော့ရောက်မွေးခဲ့တယ်ဘာတူလဲလောတာနဲ့မိလက်ခါနဲ့ဣတခါအဲ့ခါရန်တသမီးတော့မွေးခဲ့တယ်ဒါဆိုမိဘမရှိတော့တဲ့ကြောင့်မလို့သူ့အဖိုးတေတာကသားဖြစ်တဲ့လောတာကိုတနာပြီးတော့ခေါ်လိုက်တယ်အဖိုးနဲ့ပဲလာနေဆိုခေါ်လိုက်တယ်နော်အဲ့လိုခေါ်လိုက်တယ်ဒါဆိုရင်ကျန်တဲ့မိမမြောက်ကဘာတူလဲမိလက်ခါနော်မိလက်ခါကဘာတူလဲရလဲသူ့ဦးလေးနာခေါ်နေပြန်ရတယ်နော်အဲ့တော့အဲ့မှာဆက်ကြည့်တဲ့ခါမှာနောက်မှကျွန်တော်ကဘာကိုကြောက်ဆက်ပြီးလိလာမယ်ဆိုရင်ခါနန်နဲ့မိလက်ခါနဲ့ညာပြီးတော့မှဘသူ့ကိုမွေးလဲเนาะအဲ့တော့သူကပေတီလောက်အောင်မွေးတယ်เนาะပေတီလောက်အောင်မွေးတယ်ပေတီလောက်အောင်မွေးပြီးမှပေတီလာကတာသမီးပြန်မွေးတယ်လာဘန်နဲ့သူလည်းရေဘက်ကအဲ့လာဘန်နဲ့ရေဘက်ကမှာရေဘက်ကဘသူကပြင်နေလဲဒီကအာဗြဟံသားကဣဇက်ကပြန်ယူတယ်เนาะအဲ့ကြည့်အောင်အဲ့တော့တမို့ဘာလဲအာဗြဟံပြောမလားဒီခန္ဓာဒီမှာရှိတဲ့ main ကလေးနဲ့ငါတာဣဇက်ကိုမပေးစားနိုင်ဘူးဘာနာဆိုတော့ငါရဲ့မွေးချင်းပေါ့ပေါ့ရှိမှာတော့ရှာဆိုတော့ဟိုကလည်းတော့ရှာမှာဘူးဆူတောင်းနေတဲ့ရှာတဲ့ခါမှာရောက်လာတယ်ရောက်လာတဲ့ခါမှာအဲ့ဒါပြီလဲရေဘက်ကရဲ့အမေကပြီလဲအဖေကပေသွေလာကဘသူရဲ့တာသမီးလက်ကျနာခေါ်နဲ့မိလက်ခါကမွေးတဲ့ဟာကအဲ့ဆိုရင်နာခေါ်ရဲ့မြီးကနော်ရေဘက်ကအာဗြဟံနဲ့သားကဣဆက်ဆိုရင်သားနဲ့မြီးနဲ့ကပြန်ရတယ်နာခေါ်တဲ့အာဗြဟံနဲ့ညီကိုလေအဲ့တော့ညီကိုမြောက်ဆိုရင်အကိုရဲ့သားနဲ့ဒီညီရဲ့မြီးနဲ့ပြန်ယူတဲ့သဘောမျိုးပဲเนาะအဲ့ဒါမရှုပ်သွားတယ်နော်အဲ့ချိန်မှာဆိုနောက်ပိုင်းကျန်နားလို့ရှင်ဘာလို့ဦးလေးရှိသွားလဲဘာညာအဲ့ကကြတဲ့တော့ချုပ်လာမှာဆိုတော့เนาะအဲ့လိုယူလိုက်တယ်အဲ့မလို့ခါရန်ကစောစောတည်သွားလို့လောတာသားယောက်ျားတော့သူ့အဖိုးကခေါ်တယ်အဲ့တော့စာရဲကကလေးမမွေးတဲ့အတွက်ကြောင့်မလို့အာဗြဟံရဲ့ဒီနေ့စာရဲရဲ့တေရရဲ့တိုးရောက်နေတယ်အဲ့ဒါမှနာခေါ်ကတေသွားတဲ့ခါမှာတာယောက်ျားပြန်လောတာကိုဆွတ်ထည့်လိုက်တော့တေရာမိသားစုပေါ့အရင်ဆုံးတေရာမိသားစုမှာတေရာအာဗြဟံစာရဲလောတာဒါဆိုလောတာရဲ့ညီမနှစ်ယောက်ဣသခါနဲ့မိလက်ခါအဲ့တော့ဣသခါအကြောင်းတော့မကြီးထားဘူးမိလက်ခါဘယ်သူကပြန်ယူသွားလဲသူ့ဦးလေးကပြန်ယူသွားတယ်အဲ့တော့နာခါရန်နဲ့မိလက်ခါတမိသားစုနော်ခုနနာခေါ်တော့တေသွားပြီဆိုတော့မရှိတော့ဘူးအဲ့တော့အဲ့မှာမိသားစုကသုံးစုဖြစ်ရမှာဟာနှစ်စုပဲအဲ့ဒါသုံးအောင်ထက်မှာအဖိုးတေရာကဘယ်သူနဲ့လိုက်နေလဲအာဗြဟံနဲ့လိုက်နေတယ်လိုက်နေတော့အာဗြဟံကလောတာခေါ်တာမဟုတ်ဘူးဘယ်သူကခေါ်လဲမင်းတို့မှာတားလည်းမရှိကွာသူ့မှာလည်းအဖေမရှိတော့မင်းတို့မွေးလိုက်ဆိုပြီးတော့အဲ့လိုပြောပုံစံမျိုးနဲ့ခေါ်လိုက်ရင်ဒီတာမိသားစုလေးကအာဗြဟံလင်မယားနဲ့လောတာနဲ့ဒေတာဒါပေမဲ့သူတို့ကအဲ့လိုနေနေနဲ့မှဒေတာကတည်သွားတဲ့အခါမှာဒီတော့ကကြံခဲ့တဲ့ခါကျတော့သူတို့ကတမိသားစုဆက်နေနေတဲ့အချိန်မှာဘုရားသခင်အာဗြဟံခေါ်တဲ့ခါနောက်ကတူတူနဲ့ဘယ်သူကပါလာဆိုရင်လောတာကပါလာမတော့ဘုရားသခင်အာဗြဟံပဲခေါ်တာဒါပေမဲ့အာဗြဟံကသူ့အဖေခေါ်ခဲ့တဲ့မျက်နှာနဲ့ဒီတူကိုဆက်ထားခဲ့လို့လည်းမဖြစ်တော့ဆက်ခေါ်နေတဲ့တွဲနဲ့ပါနေတာဒါပေမဲ့အာဗြဟံကိုဘုရားသခင်ကလောတာကိုဘုရားသခင်ကရွေးမကောက်တဲ့ခါမှာအချိန်တဲ့ခါကိုရောက်လားပဲသွားတယ်နော်အဲ့ဒီသဘောတရားလေးကိုသိပြီးမှဇန်ဆန်ကဘယ်လိုသွားနေတာလဲဆိုသိရအောင်နော်ကဲဒါဆိုရင်ကျွန်တော်ကဘာဦးစက်ခန်းကြီးဒီနေ့မှာ9:17လေ့လာတာပြီးသွားပြီနော်အိမ်မှာလည်းပြန်ဖတ်လို့ရှိရင်ဒါလေးတွေပြန်ဆက်ပြီးတော့မှကျွန်တော်တို့လေ့လာရင်းနဲ့ပို့ပြီးတော့မှနားလည်လာမှာဖြစ်ပါတယ်အဲ့တော့အာရန်ကနေပြီးတော့မှဒီနေ့ဘယ်လောက်ထိလဲဆိုရင်နော်အေးကြီးကနော်အေးတီပေါ့အာဗြဟံတီပေါ့အာဒန်နေအာဗြဟံတီကဘာအဖြစ်ကတင်ခြင်းပေးလဲဆိုရင်ဆွေစဉ်မျိုးဆက်နဲ့ပဲကတင်ခြင်းပေးတယ်
သူ့ဖေဟာဖျားသခင်တည်ရင်သူ့သားရှိကိုကောင်းကြီးဆင်းပြီးတော့သူ့သားလည်းကတင်ခြင်းရတယ်သူ့သားကတင်ခြင်းရတယ်ဆိုရင်သူမြေးရှိကိုကောင်းကြီးဆင်းပြီးတော့သူမြေးရကတင်ခြင်းရတယ်အဲ့လိုအဆင့်အဆက်ပဲကောင်းကြီးပေးတယ်နော်အဲ့လိုဒါဆိုရင်ကျွန်တော်တို့အာဒံကနေအာဗြဟံချိန်ကြီးကဘာအဖြစ်ဖျားသခင်ကဲလဲဆိုရင်ဖျားခင်ကိုတိကျွမ်းတဲ့မျိုးဆက်အဖြစ်ပဲကဲတယ်နော်အဲ့အာဗြဟံကနေပြီးတော့မှဣဆက်ဖြစ်လာပြီးတော့မှယာကုပ်ဖြစ်ပြီးတော့ဣသရေလလူမျိုးဖြစ်ပြီးတော့မှအချိန်ကြာမှာဖျားခင်ဘာအဖြစ်ကဲလဲပညာတရားနဲ့ကဲမယ်ပညာတရားဆောက်ရှောက်တဲ့သူပညာတရားတိုင်းနားထောင်တဲ့သူကိုကဲတင်ခြင်းပေးမယ်ဆိုပြီးတော့အဲ့လိုတစ်စင်တစ်စင်သွားတာပေါ့နော်ကဲဒါဆိုကျွန်တော်တို့စစ်တောင်းရအောင်နော်ဒီနေ့အခု15မိနစ်ဆိုတော့မိနစ်ဟိုလောက်ခွဲလောက်ထိပေါ့နော်ခွဲလောက်ထိကျွန်တော်အားလုံးတူတကွစစ်တောင်းရအောင်ဒီနေ့ကျွန်တော်တို့